အားလုံးပဲမင်္ဂလာပါနော်ဒီမှာဒီနေ့စနေနေ့ဘတ်စ live လေးလွှင့်ပေးရပါသိချင်တာရှိလို့ရှိရင်ဝင်ပြီးတော့မများဆွေးနွေးလို့ရပါတယ်နော်ဒီမှာကျတော့ဒီမှာတို့တိုင်းရိုက်တရားမေးချင်တာကိုတရားတေချာဖြည့်ပေးလို့ရတာပေါ့နော် comment နေထဲမှာကျတော့ဗာမေးချင်တာလဲတစ်ခါတည်းကျလို့ရှိရင်လွဲသွားတာမျိုးလေးနားလည်မှုလွဲသွားတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်စမောက်ကိုမေးထားတဲ့အမေးများတဲ့မေးခွန်းလေးတွေကိုအရင်ဖြည့်ပေးထားမယ်နော်ပြီးတဲ့အခါကျတော့မှ comment မှာမေးခွန်းလေးတွေပေါ်လာလို့ရှိရင်ဖြည့်ပေးပါမယ်အရင်ဆုံးကဒီမှာမေး comment တွေမှာရှေ့မှာမေးထားရင်ရှေ့ပြီးတော့မေးထားရင်ဟာရင်ဖြည့်ပေးထားမယ်သိချင်တာတွေဖြစ်လို့ရှိရင်ဒီမှာ comment မှန်ပြီးတော့မေးလို့ရှိရင်ဒီမှာဖြည့်ပေးမယ်နော်သိချင်တာတွေကို comment မှာရှိလို့ရပါတယ်မေမကိုလမ်းကြောင်းပုံဝင်တဲ့အကြောင်းလေးလည်းမေးရအများတယ်အခုရပိုင်းပေါ့နော်ပြီးတဲ့ခါကျနိုတာမီခင်တောက်တာစိအကြောင်းမေးတဲ့သူတွေလည်းများတယ်နောက်တစ်ခုကျတော့ဒီမှာတော့ခလေးမွေးပြီးသားလို့ရှိရင်တားစိပဲချိန်ပြန်သုံးရမလဲဆိုတာမသိကြဘူးဖြစ်နေတဲ့သူတွေလည်းများတယ်ပေါ့နော်ဒါစိရလေးတကယ်လို့ကိုကမျိုးသားနဲ့အတူပြန်နေတာမျိုးမရှိဘူးဆိုလို့ရှိရင်ဒါစိမသုံးချင်လည်းမသုံးပဲနေလို့ရတယ်เนาะတချို့ကကြတော့အဲ့ဒါမျိုးတေချာရှင်းရှင်းလင်းလင်းစိတ်ထဲမရှင်းမဲနဲ့ပေါ့เนาะတေချာမသိလိုက်တဲ့အခါကျတော့ဘာဖြစ်ဒါစိကိုထိုးလိုက်တာတောက်လိုက်တာလုံးနေတဲ့သူရှိရပေါ့เนาะပြီးတဲ့အခါကျတော့မျိုးသားကနားမှမရှိဘူးခရီးထွက်သွားတာတို့တင်မောသားတို့အဲ့လိုမျိုးတွေဖြစ်နေတတ်တယ်ပေါ့เนาะဒါပေမဲ့ဆရာမတွေကိုမပြောပြရဲဘူးမပြောပြရဲတဲ့ခါကျတော့ဒီတိုင်းမှုပြီးရနဲ့ထိုးစေးထိုးဆိုပြီးတော့3လခန့်စေးထိုးပြီးတော့အိပ်ပြန်သွားတဲ့သူတွေလည်းရှိရပေါ့နော်အခါကျတော့မှပြီးတော့မှဆမကိုလာမေးတယ်ဆမအမျိုးသားနားမမရှိရင်ဒါစိမသုံးလို့ရလားဆိုမသုံးလို့ရပါတယ်เนาะကိုဝင်ရနိုင်မဲ့အခြေအနေတွေဘာမှမရှိဘူးဆိုလို့ရှိရင်ဒါစိသုံးကြမလို့เนาะအဓိကအမျိုးသားနဲ့အတူပြန်မနေခင်တပတ်တော့9ရက်တော့ကြိုးပြီးတော့သုံးပေါ့เนาะနောက်တစ်ခုကကြတော့45ရက်ပြေးမှာကျင်းသေးပေါင်း300မှမဟုတ်ဘူးเนาะဒီမှာစောနိုင်သမျှဆော့ဆော့သုံးလို့ရတယ်တကယ်လို့45ရက်မတိုင်ရင်အမျိုးသားနဲ့အတူပြန်နေဖြစ်သွားတယ်ဆိုလို့ရှိရင်ကြတော့45ရက်ပြေးမှာတားစေးသုံးမယ်ရှေ့မှာကြတော့မတိုင်ခင်မှာကြတော့ကိုတက်ဆက်ရွယ်ကိုတက်ရှိထားတယ်ဆိုလို့ရှိရင်ကိုဝင်ရှားသွားတတ်တယ်ပေါ့เนาะအချိန်မီရွေးအဲဒါကြောင့်မို့လို့အဓိက45ရက်ပြေးမှာတားစေးသုံးရမယ်ဟာအဓိကမဟုတ်ဘူးနော်အမျိုးသားနဲ့အတူပြန်မနေခင်တပတ်ချိုပြီးတော့တားစိတ်တစ်ခုတောင်းရမှာအဲ့ဒါအဓိကနော်အနားမှာအမျိုးသားမရှိဘူးဆိုလို့ရှိရင်တားစိတ်မတုံးချင်လဲမတုံးမဲနေလို့ရှာတယ်နော်နောက်တစ်ယောက်ကကြတော့နိုးတိုင်းမိခင်တောက်တားစေးတွေကိုမေးကြတယ်ပေါ့နော်အဲ့ဒါကကြတော့ကျမတို့ခလေးနိုးတိုင်းနေတဲ့ရွေးတောက်ရမှာလားဘယ်အချိန်ထိတောက်ရမှာလဲဝယ်ရခတ်တယ်အဲ့ဒါမျိုးလည်းမေးကြတယ်ပေါ့နော်အဲ့ဒါကကြတော့ကျမတို့နိုးတိုင်းမိခင်တောက်တားစေးရလေခလေးကိုနိုးတစ်မျိုးနဲ့အမေနိုးတစ်မျိုးနဲ့ပဲတိုင်နေတဲ့ခလေးသက်6လအထိပဲတောက်ရမယ်နော်အဲ့ဒါဘာဖြစ်လို့တောက်ခိုင်းတာလဲဆိုတော့လေကျမတို့ခလေးကိုထိခိုက်မှာဆိုလို့မဟုတ်ဘူးနိုးထွက်နေမှာဆိုလို့เนาะသူကတခါလေကြားလို့ရှိရင်ရိုးရိုးကျမတို့တောက်နေတဲ့ဥမာโอเคတို့လေဒီယာတို့အဲ့လိုဟော်မုန်း2မျိုးပါတဲ့အယောင်2မျိုးပါတယ်ဒါစိတ်ကတ်တွေပုံမှန်ဒါစိတ်ကတ်တွေတောက်လို့ရှိရင်အဲ့ထက်မှပါတဲ့ estrogen ဟော်မုန်းကနိုးထွက်နေစေတာမျိုးတွေဖြစ်တတ်တယ်เนาะအဲ့ခါကျတော့လို့ရှိရင်ကျမတို့မိခင်နိုးထွက်တာနဲသွားလို့ရှိရင်ဒီခလေးကအသက်6လအထိမိခင်တို့တစ်မျိုးတည်းကိုမိခုံနေတဲ့အချိန်ကြာလို့ရှိရင်နှုတ်ထွက်နေသွားလို့ရှိရင်ခလေးကိုနှုတ်ကောင်းကောင်းမရမှာဆိုလို့ပေါ့နော်နှုတ်ကောင်းကောင်းထိုင်လို့မရမှာဆိုလို့နှုတ်တိုင်းမိခင်တည်တန်းတောက်တဲ့ဓာတ်စိတ်ကတွေတောက်ခိုင်းတာအဲ့ဒီဓာတ်စိတ်ကတွေထဲမှာကြတော့ကျမတို့progesterone hormone တစ်မျိုးပဲပါတယ်အဲ့ခါကျတော့မိခင်တို့ထွက်တာကိုအနှောင့်အယှက်မဖြစ်စေဘူးเนาะအဲ့ဒါကြောင့်မို့လို့တကယ်လို့ခလေးကအသက်6လကျော်သွားပြီအသက်6လကျော်သွားပြီဆိုလို့ရှိရင်ကြတော့ဖြစ်ဆက်စာတွေဒီမှာကျွေးပြီလေเนาะမျိုးစုံဖြစ်ဆက်စာတွေမျိုးစုံကျွေးပြီအဲ့ခါကျလို့ရှိရင်မိခင်တို့တစ်မျိုးလည်းပေါ်မှာမိခိုတော့ဘူးအဲ့ဒါကြလို့ရှိရင်မိခင်တို့ကနေသွားလဲတိတ်ပြီးတော့အဲ့လည်းမရှိတော့ဘူးခလေးတို့အာဟာရတခြားနေရာနေရှာနေရပေါ့နော်အဲ့ခါကြလို့ရှိရင်တော့ပုံမှန်ဓာတ်စိတ်ကတည်းပြန်တောက်လို့ရပြီနော်တချို့ကအဲ့လိုမျိုးမသိဘဲနဲ့ခလေးကို2နှစ်အထိနိုးတိုက်တော့2နှစ်အထိနိုးတိုက်တော့အဲ့လိုမျိုးနိုးတိုက်နေတဲ့ကာလပတ်လုံးတော့ရှာမိခင်နိုးတိုက်နေတဲ့အချိန်မှာတောက်တဲ့တိတက်ဓာတ်စိတ်ကကိုတောက်ရမှာလားဆိုပြီးတော့အဲ့လိုမျိုးမေးကြတယ်ပေါ့နော်မဟုတ်ဘူးနော်ခလေးတက်6လအထိပဲတောက်ရမှာတကယ်လို့ထိုးစေးတွေပါထိုးရဆိုရင်တော့အဲ့ကိစ္စကတော့စဉ်းစားကြမလို့တော့ဘူးပေါ့နော်
အခုလိုမျိုး live ကိုဝင် join တဲ့သူတွေကနော်သိချင်တဲ့မိကုန်းလေးအရင်ဆုံးကိုမမမေးလို့ရတယ်နော်ဒီမှာအခုကကြတော့အရင်ဆုံးမိကုန်းလေးတွေမရှိသေးခင်မှာပေါ့နော်ဒီမှာကိုမမမေးများတဲ့ဒီဘက်တွင်းမှာမေးများတဲ့ဟာလေးတွေကိုအရင်ဆုံးဖြည့်ပေးထားနော်ပထမဆုံးကွန်မန့်လေးရောက်လာပြီဆိုတော့ဒီမှာဖြည့်ပေးမယ်နော်အရင်ဆုံးဆမရေးတဲ့မှာတဲ့ရာသီမလာတာ၄လလောက်ရှိပြီဟော်မုန်းမညီတာလို့ပြောတယ်တကယ်လို့ပေါ့နော်ကိုဝင်အတွက်စိုးရိမ်စရာရှိတယ်ဆိုလို့ရှိရင်တော့ကျမတို့စီးရင်ဆုံးစစ်ကြည့်ရမယ်ကိုဝင်အတွက်စိုးရိမ်စရာအခြေအနေတွေဘာမှမရှိခဲ့ဘူးဆိုရင်တော့စီးစစ်စရာမလိုဘူးเนาะအဲ့ဒါပြီးတော့လို့ရှိရင်ကျမတို့ကကိုဝင်မရှိပဲနဲ့ဘာဖြစ်လို့ရာသီမလာတာမျိုးတွေဖြစ်တတ်လဲဆိုတော့ပထမဆုံးကအဲ့ဒီဟော်မုန်းမညီမျှတဲ့ပြဿနာကအဖြစ်အများဆုံးပေါ့နော်ကျမတို့ရာသီလာဖို့အတွက်ကပေါ့နော် estrogen နဲ့ progesterone hormone တွေကအတက်အကျမှန်ရမယ်နော်တက်သွားလိုက်ကျသွားလိုက်အဲ့လိုအတက်အကျမှန်ရမယ်အဲ့ဒါရအတက်အကျမမှန်လို့ရှိရင်ရာသီကမဖြစ်လာတာပေါ့နော်ရာသီကသူ့အတူကိုလုံးဝမဖြစ်လာသေးတာတလားတစ်ခါရာသီတွေကဖြစ်ပေါ်နေပြီးတော့တအိမ်ထဲမှာကြံနေတာတို့အောက်ကိုမစင်းတာတို့အဲ့ဒါမျိုးမဟုတ်ဘူးနော်ရာသီကတော့သူကိုဟော်မုန်းတွေမညီမျှတဲ့အတွက်ကြောင့်မို့လို့မဖြစ်လာသေးတာခန္ဓာကိုယ်ထဲမှာเนาะအဲ့ဒါကျမတို့စိတ်ဖိစီးရာတွေနဲ့လဲဆိုင်တယ်ဟော်မုန်းမညီမျှတာတွေလေအဲ့အစားပြတ်တာတွေနဲ့လဲဆိုင်တယ်တချို့က weight ရမ်းချလိုက်တယ်ရုပ်တရက်ကြီးလေအစားလဲလုံးဝမစားတော့ weight တွေလဲချလိုက်တယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်လဲခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကကမဖြစ်သွားပြီးတော့ရာသီမလာတာမျိုးတွေဖြစ်တတ်တယ်တချို့ကလည်းPCOS လိုမျိုးပေါ့เนาะတာဝိမှာရှိအိတ်တယ်ဖြစ်တဲ့ယောဂါတွေရှိလို့ရှိရင်လည်းဟော်မုန်းမညီမျှတွေဖြစ်ပြီးရာသီမမှန်တာမျိုးတွေဖြစ်တတ်တယ်เนาะရာသီမမှန်တာကျမတို့အခြားဘာယောဂမှမရှိဘူးဆိုလို့ရှိရင်တော့ဆိုရင်ကြမလို့အဲ့လိုဟော်မုန်းညီမျှအောင်လို့အားဆေးလေးတွေတောက်မယ်ပြီးတဲ့အခါကျတော့စိတ်ဖိစီးမှုနည်းအောင်နေမယ်အိတ်ချိန်စားချိန်မှန်အောင်ကြိုးစားမယ်အဲ့ဆိုရင်ပြန်ပေါ်သွားတတ်ပါတယ်เนาะဟုတ်ပြီဒုတိယ question လေးစမဖြစ်ဒုတိယမေးခွန်းလေးဖြစ်ပြီမယ်เนาะမဖြစ်မနေဆေးတောက်စရာမလိုဘူးเนาะစမအခုပြောပြသလိုမျိုးစိတ်ဖိစီးမှုနည်းအောင်နေပြီးတဲ့အခါကျတော့အဲ့ညဘက်အိတ်ချိန်9နာရီ10နာရီလောက်ပြည့်အောင်အဲ့เนาะအားရှိအောင်စားတနေ့3ချိန်ပြည့်အောင်စားဝိတ်ချတာမျိုးတွေအရင်လေ့ကျင့်ခန်းတွေလုပ်တာမျိုးတွေရုပ်တရက်ကြီးအဲ့လိုအပြောင်းလဲဖြစ်တာမျိုးတွေမလုပ်ရအောင်เนาะဖြစ်မှန်အရာရာတာဖြစ်မှန်လုပ်ရမယ်အားစိတ်တောက်ချင်တယ်ဆိုလို့ရှိရင်เนาะကျမတို့နိုင်ငံမှာဆိုရင် EPOSOFT တို့ပါလို့မျိုးလေအဲ့လို EPO အားစိတ်လေးတောက်လို့ရတယ်เนาะ Evenly Primose Wine ပါတဲ့အားစိတ်လေးတောက်လို့ရတယ်ဟော်မုန်းစိတ်တွေတော့တောက်ဆရာမလိုပါဘူးเนาะတခြားယောဂအခန်းတွေမရှိဘူးဆိုရင်လေเนาะလောင်းညမလေးတယောက်ကတဲ့ခလေးကတလားနဲ့6ရက်ရှိပြီးချက်ကားတဲ့မပြောက်သေးဘူးဆိုတော့ချက်မကြွေသေးတာလားသမီးစိုးနေသေးတာလားချက်မကြွေသေးဘူးဆိုလို့ရှိရင်ခလေးကိုရှေ့ဘက်ပဲတားအဲ့ဒီချက်ခလေးကိုဒီတိုင်းပဲချအောင်ပဲတုတ်ထားเนาะအဝတ်တန်လေးနဲ့လေကျမတို့ချက်ကြွေတဲ့ခါကျမှရေချိုးเนาะတကယ်လို့ချက်ကားပြည့်တယ်တာတို့ရှောင်းနေတာတို့ရဲနေတာတို့အနံဆိုးတွေထွက်တာတို့ဆိုလို့ရှိရင်ပိုးဝင်နေတာဖြစ်တတ်လို့ကျမတို့ခလေးထူးဖို့မွေးကင်းစားခလေးထူးဖို့ဆရာဝန်တွေနဲ့ပြန်ပြပေးတော့သမီးเนาะနောက်ညီမလေးတယောက်ကကြတော့တဲ့တအိမ်ချစ်ထားတာ2လပိုင်းကလေးကပါတဲ့3လခန့်စေးထိုးပြီးတော့လေ2လကျော်ပြီးရာသီလာအောင်ဘယ်လိုလုပ်ရမလဲလေတမီး3လခန့်စေးတွေကလေတင်မအောင်ထိုးတဲ့အဲ့ဒီထိုးစေးတာစေးတွေကဆေးရက်လိုက်လဲရာသီကချက်ချင်းပြန်မပေါ်တတ်ဘူးเนาะသူကခန္ဓာကိုယ်ထဲမှာအဲ့ဒီဟော်မုန်းအနီးတင်တွေကချက်ချင်းကုန်သွားတာမဟုတ်ဘူးပေါ့เนาะတဖြည်းဖြည်းနဲ့မှကုန်သွားတာအနည်းဆုံး6လလောက်ကနေပြီးတော့ကြာတော့မှဆေးရ3လပြည့်ပြီးတော့နောက်6လလောက်ကျော်မှရာသီကပြန်လာတာအဲ့ချိန်ကျတော့မှကျမတို့ခန္ဓာကိုယ်ထဲမှာအဲ့ဒီဟော်မုန်းအနီးတင်တွေကတဖြည်းဖြည်းနဲ့ကုန်သွားပါတော့အဲ့ခါကျမှပဲကျမတို့ကရာသီပုံမှန်ပြန်လာတတ်ပါတယ်လို့အဲ့ဒါသူ့တဘာဝပဲเนาะမစိုးရိမ်ရပါဘူးအဲ့လိုရာသီမလာလို့လည်းအနေရရှိတာမျိုးမဟုတ်ပါဘူးเนาะကျမတို့လေရာသီလာအောင်လို့ဗမာဆေးတွေတောက်တာတို့အဲ့လိုမျိုးလေလောက်တာတွေမလောက်စေချင်ပါဘူးเนาะတအိမ်ပြန်လာနေလို့စိတ်စားနေပါတယ်တဲ့ဗမာစိတ်တိုင်းစိတ်စားနေစရာမလိုဘူးเนาะသမီးเนาะတအိမ်နာရဲဆိုတာလည်းလေစိတ်ကထင်တာနေလိမ့်မယ်တအိမ်ကလေဟိုးစီးကုံရိုးရဲ့အောက်မှာတေးသေးလေးပဲရှိရအိမ်နာမဟုတ်ဘဲနေပေါ့เนาะဆိုတော့ဒီမှာဒီရပိုင်းနေမကောင်းဖြစ်နေလို့တအိမ်နာမဟုတ်ဘဲနဲ့အဲ့လိုမျိုးဘိုက်ထဲမှာလေထိုးလေအောင်နေတာမျိုးတွေလည်းဖြစ်တတ်တယ်เนาะဒါမှမဟုတ်လို့ရှိရင်လည်းရာသီလာခံနီးလို့ရာသီပြန်လာခြင်းတွေလို့စီးစက်ကြိုက်တာမျိုးတွေလည်းဖြစ်တတ်တယ်เนาะဗမာစီတိုင်းစိတ်စားတာရောမလုပ်ပါနဲ့เนาะဟုတ်ကဲ့ကျေးဇူးပါဆမကြီးရဟုတ်ကဲ့ပါရှင်
ခလေးမွေးပြီးဘယ်နှစ်ရက်နေရင်ဒါစိတ်ပြန်တောင်းရတာလဲရှင်နဲ့ဟုတ်တယ်ကျွန်မအဲ့ခုန live ရဲ့အစမှလည်းပြောလိုက်သေးတယ်အမျိုးသားနဲ့အတူပြန်မနေခင်9ရက်ကြိုပြီးတော့တောင်းနော်အမျိုးသားနဲ့ဘယ်တော့အတူပြန်နေလို့ရလဲဆိုတာကတော့45ရက်တလခွဲလောက်အနားယူပြီးတော့မှပြန်ပြီးတော့အတူနေတာတော့အကောင်းဆုံးပေါ့နော်အဲ့ဒီမတိုင်ခင်အတူနေပြသွားတယ်ဆိုလို့ရှိရင်လည်းတခြားဘာယောဂအခက်မှမရှိဘူးလူကလည်းကျမကြီးကောင်းတယ်လဲဆိုရင်လည်းပြဿနာမရှိပါဘူးเนาะဒါပေမဲ့အဓိက45ရက်ပြေးမှာကွက်တီပြေးမှာဒါစိပြန်တောင်းရမှာတော့မဟုတ်ဘူးအမျိုးသားနဲ့အတူပြန်မနေခင်မှာဒါစိကို9ရက်ကြိုပြီးတော့တောက်ရမယ်เนาะတောက်ဆေးတောက်မယ်ဆိုလို့ရှိရင်ခလေးနိုးတိုက်နေသေးတယ်ဆိုရင်ခလေးအသက်6လအထိကိုနိုးတိုက်မိခင်တောက်တာဆေးအမျိုးအစားကိုတီးသက်ဝယ်တောက်เนาะခလေးအသက်6လပြည့်လို့ဖြစ်ဆွတ်စာကျွေးပြီဆိုလို့ရှိရင်ပုံမှန်ဒါစိတ်ကတွေပြန်တောက်လို့ရပြီเนาะအဓိက9ရက်တောက်9ရက်ကြိုပြီးတော့တောက်ရမယ်နောက်တစ်ခုကကြတော့နိုးတိုင်းမိခင်တည်တံ့တောက်တဲ့ဒါစိတ်တောက်ရမယ်เนาะပုံမှန်ဒါစိတ်ကတွေတောက်လို့ရှိရင်လူထွက်နေသွားတာမျိုးဖြစ်မှာဆိုလို့ခလေးကိုတော့နှစ်ခုလုံးကပါအနေမှမရှိဘူးเนาะနောက်တစ်ယောက်ကနောက်သမီးလေးကခလေးက6လရှိပြီစမားတဲ့ခွဲမွေးထားတဲ့နေရာချုပ်ရိုးစထွက်နေရဲ့တဲ့စိတ်မပူအောင်เนาะပြည်တယ်တာမျိုးမရှိဘူးနားနေတာမျိုးမရှိဘူးရောင်းနေတာရဲနေတာမျိုးမရှိဘူးဆိုရင်ပြဿနာမရှိဘူးเนาะကျမတို့အဲ့လိုမျိုးညာဘက်ထောက်ဆုံးလေးမှာဖြစ်ဖြစ်ဘဲဘက်ထောက်ဆုံးလေးမှာဖြစ်ဖြစ်ထောက်ဆုံးလေးမှာချုပ်ရိုးအစလေးတွေကခြံထားတတ်ကြတယ်အဲ့ဒါပုံမှန်ပဲเนาะသမီးเนาะဟိုဖြစ်နေတာရောင်းနေတာရဲနေတာမရှိဘူးဆိုလို့ရှိရင်ဘာမှပြဿနာမရှိပါဘူးလို့เนาะရောင်းနေတာရဲနေတာပြည်တယ်တာရှိရင်เนาะချက်ချင်းဝေပေးထားတဲ့ OG စမိုင်းတွေလည်းပြပြเนาะ9ရက်ရှိပြီလို့ပြောတာလားเนาะစမရေ9ရက်ရှိပြီရေချိုးရင်အန်နာပါကြောင့်လဲတဲ့သမီးရေချိုးတာကြောင့်အန်နာထက်လေအစာရင်ဦးလန်းကြောင့်မှာပြဿနာတစ်ခုခုရှိလို့အန်နာဖြစ်ပါလိမ့်မယ်เนาะအဲ့တော့စမတို့ဦးလန်းကြောင့်တို့အစာရင်တို့ကိုစမ်းသပ်ကြည့်ဖို့လိုတယ်စမတို့လက်နဲ့စမ်းသပ်ဖို့လည်းလိုတယ်လိုအဲ့လို့ရှိရင် ultrasound တွေပါရိုက်ကြည့်ဖို့လည်းလိုတယ်အဲ့တော့သမီးစေုံစေကံပြမှရမယ်เนาะရေချိုးလို့အန်နာမျိုးတော့မဟုတ်ပါဘူးเนาะသမီးเนาะလာဝင်ဆိုညီမလေးဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါရှင်နောက်ညီမလေးတယောက်ကဆမရှင်နဲ့ကိုယ်ပြကြပြီးတော့သူတစ်ဆက်တစ်ဆက်ဆင်းနေလို့စိုးကျိုးတွေရှိလာတဲ့ကျမတို့လေးတစ်ခုပေါ့နော်တအိမ်ထဲမှာဒီခလေးအပိုင်းစားလေးတော့မမလို့ရှိရင်ရေမွားအိတ်တို့ရေမွားရေတို့အဲ့လိုမျိုးအပိုင်းဒီကမကုံဝါပဲနဲ့ပေါ့နော်ကြံနေတာမျိုးတွေဖြစ်လို့ရှိရင်အဲ့လိုမျိုးယာတိဆက်ဆင်းနေတာမျိုးတွေဖြစ်တတ်တယ်တချို့ကလည်းကုံသွားပြင်မဲ့နောက်ထပ်တစ်ပတ်လောက်ထိတစားစားနဲ့ယာတိဆက်ဆင်းနေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဘယ်ဟာလဲဆိုတော့ကျမတို့အပြင်ဘက်ကနေကြည့်ပြီးတော့ခွဲခြားလို့မရဘူးဘိုက်ကို ultrasound တအိမ်ကို ultrasound ရိုက်ကြည့်ပြီးတော့မှသိနိုင်မယ်ပေါ့နော် ultrasound ရိုက်ကြည့်လိုက်လို့ ultrasound နဲ့မှအကုန်ကုန်သွားပြီဆိုရင်တော့ဒီလိုတစက်ဆက်ဆင်းနေတာအဆိုးကျိုးမရှိဘူးတကယ်လို့တိမ်ထဲမှာအပိုင်းစာရေးကြံနေပြီးတော့ဒီလိုစမ်းစမ်းဆင်းနေရဆိုလို့ရှိရင်တိမ်ပိုးဝင်တာမျိုးတွေဖြစ်လာနိုင်တယ်တိမ်ရောင်တာမျိုးတွေဖြစ်လာနိုင်တယ်အဲ့ခါကျလို့ရှိရင်တော့ကျမတို့တိမ်ကတရားရသွားတာမျိုးနောက်တစ်ခါကိုဝင်ရဖို့ခက်ခဲတာမျိုးတွေဖြစ်မှာဆိုရင်ရတယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့တိမ်ကိုကုံသွားအောင်လို့တန့်သွားအောင်လို့ချစ်ရတာမျိုးတွေလုပ်ရမယ်ပေါ့နော်အဲ့တော့အဲ့အမျိုးတွေဆက်ပြီးစဉ်းစားဖို့သမီးကိုဂရုစိုက်ကြည့်ပေးဖို့အတွက် ultrasound ရိုက်ကြည့်ဖို့လိုတယ်ဆရာဝန်တရားရောက်နဲ့အပြင်မှာပြဖို့လိုတယ်နော်မင်းနော်ဆိုးကျိုးကဘာတွေရှိနိုင်လဲဆိုတော့ကျမတို့အထက်မှာကြံနေတာမျိုးကြောင့်ဆက်ဆင်းနေတယ်ဆိုလို့ရှိရင်တော့တိုင်ပိုးဝင်တာမျိုးဖြစ်မှာစိုးရင်ရတယ်နော်အဲ့ပိုးဝင်တာဆိုလို့ရှိရင်တိုင်ရောင်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ငယ်ဆိုရင်ညီမလေးကတအိမ်ကြတဲ့လက္ခဏာပြပြပေးပါလားတဲ့တအိမ်ကြတဲ့လက္ခဏာကတအိမ်ကြတာလေအသက်ငယ်ငယ်လေးနဲ့ရုပ်ပြက်ကြီးအဲ့လိုမျိုးလူတိုင်းအဖြစ်များတဲ့ယောဂမဟုတ်ဘူးเนาะတအိမ်ကြရဲဆိုတာညီမတို့နေ့ရှည်လာများအလေးပင်လေးမားခဲ့ရတဲ့သူတွေတော့မဟုတ်အသက်ကြီးတဲ့သူတွေအဲ့လိုခလေးတွေအများကြီး9ယောက်အထက်မွေးထားမှုတဲ့သူတွေအဲ့လိုမျိုးတွေမှာညီမတို့တအိမ်ကြတဲ့ဟာဖြစ်တာပေါ့เนาะတအိမ်ကြလို့ရှိရင်ညီမတို့ဒီမိမကိုလမ်းကြောင်းနဲ့နေပြီးတော့အလုံးထွက်လာတာမျိုးတွေဖြစ်တတ်တယ်ခါနောက်တွေကနေနာနေတာမျိုးတွေဖြစ်တတ်တယ်ပြူတီနဲ့မိမကိုဝါမှာအလုံးဆမ်းမိတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အလုံးဆမ်းမိတိုင်းလည်းတိမ်ကြတယ်လို့ပြောလို့မရဘူးတစ်ခါကြလို့ရှိရင်တိမ်ခေါင်းကိုမြင်နေရတာမျိုးတွေလည်းဖြစ်တတ်တယ်ခလင်းဝေးပြီးတဲ့မေမေတွေဆိုရင်အဲ့လိုမျိုးတိမ်ခေါင်းကိုမြင်နေရတတ်တယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့ပြပစိတ်ကမှာဆရာဝန်ကတခြားမိမကိုအောက်ပိုင်းကနေစမ်းသပ်ကြည့်ပြီးတော့မှသိနိုင်မယ်ပေါ့နော်အထရာဆောင်းရိုက်ကြည့်လို့ရှိရင်လည်းသိနိုင်ပါတယ်အဓိကတစ်ခုတည်းပြောပါဆိုလို့ရှိရင်တော့အလုံးထွက်လာတာလို့ပြောရမှာပေါ့နော်
နောက်ညီမလေးတယောက်ကတဲ့ရာတိမလာတာတဲ့15ရက်ရှိပြီတဲ့ဘိုက်လည်းမကြည့်ဘူးစစ်စစ်တာတဲ့ဘိုက်ပဲပူထွက်နေစစ်စစ်လို့ရာတိရက်ကြော်လို့စစ်စစ်လိုက်လို့တကြောင်ပဲပေါ်တယ်ဆိုလို့ရှိရင်ကိုယ်မရှိတာသိကြတယ်နော်အဲ့ဒါကျမတို့စိတ်ပူနေတာတွေစိုးရိမ်စိတ်တွေများနေတာစိတ်ဖိစီးမှုတွေများနေတာတွေအဲ့ဒါတွေချောင်းမို့လို့လဲရာတိမလာတာမျိုးဖြစ်တတ်တယ်နော်စိုးရိမ်စိတ်တွေများနေလို့ရှိရင် stress တွေများနေလို့ရှိရင်စိတ်ပူနေတဲ့ရွေးရာသီကမလာတတ်ဘူးเนาะအဲ့တော့စိုးရိမ်စိတ်တွေလျှော့ပြီးတော့အေးစားမှန်အောင်ကြိုးစားလိုက်လို့ရှိရင်ရာသီပြတ်မှန်သွားတတ်ပါတယ်လို့เนาะကျမတို့ရာသီမလာခင်လေအဲ့ဒီရက်တွေမှာပေါ့နော် progesterone hormone တွေကမြင့်နေအဲ့ progesterone hormone တွေမြင့်နေတဲ့ရွေးလေကျမတို့အဲ့လိုလူကဖောတလို့လို့ဝါတလို့လို့အဲ့လိုနေရထိုင်ရမကောင်းစိတ်ထဲမှာမလန်းဘူးအဲ့လိုမျိုးရွေးဖြစ်တတ်တယ်နော်အဲ့ဒါ progesterone hormone အနေနဲ့ကြောင့်ပဲရာသီလာပြီးတော့လို့ရှိရင်တဝါတတ်တယ်နော်သမီးနော်ကိုဝင်တော့စိတ်ပူစရာမရှိဘူးတကြောင်ပဲသိကြရဲဆိုလို့ရှိရင်လေမမေကုန်းလေးဖြေပေးမယ်နော်ဟိုစားမေကုန်းတစ်ခုကိုအများကြီးမှန်းတာမျိုးလောက်ဆရာမလို့ဆိုမှတစ်ခုချင်းစီမကြော်ဝအောင်ကြည့်ပြီးတော့ဖြေပေးမယ်နော်အများကြီးရေးလိုက်တော့အပေါ်ကမေကုန်းတွေကကြော်သွားမှာဆိုလို့ကိုဝင်က38ပတ်ပါတယ်မိမကိုကတအားနာကျင်နေလို့ဆိုရင်ရလာတယ်သမီးဒီလိုလာရင်လာလို့ရှိရင်ဖြစ်တတ်တယ်เนาะညီမတို့မွေးပြီးသွားလို့ရှိရင်ချက်ချင်းပြန်သက်သာသွားလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီခလေးရက်ကိုအလေးချိန်ရောအရန်ကြီးနေတဲ့တအိမ်ရဲ့အလေးချိန်ရောဖိတဲ့အခါကျတော့အောက်ကမိမကိုတဝိုင်းဖောင်းနေတာရှောင်းနေတာအဲ့လိုမျိုးနာနေတာမျိုးတွေတွေးလည်းပဲဖို့မကောင်းတော့ပဲနဲ့အဲ့လိုမျိုးဖြစ်တာမျိုးဖြစ်တတ်တယ်เนาะသမီးเนาะမစိုးရင်ရပါဘူးလို့မူပြီးသားလို့ရှိရင်ချက်ချင်းပြန်သွားလိမ့်မယ်ဖြစ်လေဖြစ်ထားရှိပါတယ်เนาะနေရတာထိုင်ရတာအဆင်မပြေဘူးဆိုတော့ဒီမှာနားလေပါတယ်အများစုလည်းအဲ့လိုမျိုးလာပြီးတော့ပြပြကြတယ်เนาะထောင်စုံမဟုတ်ပဲနဲ့အလဲအချုပ်ရိုးမှာချုပ်ရိုးစာလေးမြင်နေရတာအဲ့ဒါဆိုလို့ရှိရင်သမီးခုနကပြောသလိုပဲရှောင်းနေတာတွေရဲနေရပြီးတင်တာတွေဖြစ်လာတစ်ချက်စောင့်ကြည့်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်တော့ချက်ချင်းပြန်ပြရှောင်းနေတာရဲနေရပြီးတင်တာမရှိဘူးဆိုရင်တော့ဘာမှစိတ်ပူစရာမလိုပါဘူးလို့နော်အရေးပေါ်စိတ်ပူစရာမလိုသမီးတကယ်လို့စိုးရိမ်နေပိုးဝင်မှာဆိုရယ်စိုးရိမ်နေဆိုလို့ရှိရင်လေဟွာလုံးလိုက်ပီတာတင်းစိတ်နေရလေးထုတ်ထားလို့ရတယ်နော်ကိုဝင်ကငါလာရေချိုးရင်အန်နာဘာဖြစ်လို့လဲတဲ့ဟောခုနကိုဝင်ကလို့ထဲမပြောထားလို့ထပ်ပြောပြပေးရပါဟုတ်လားကိုဝင်ဆောင်မှာဟော်မုန်းတွေတက်လာတယ်အဲ့ဒီဟော်မုန်းတွေကြောင့်အန်နာတွေရှင်ထဲမကောင်းတာမျိုးတွေအဆိုင်နာမျိုးတွေဖြစ်တတ်တယ်เนาะရေချိုးလို့အန်နာမဟုတ်ပါဘူးเนาะသမီးเนาะရေချိုးလို့အန်တယ်ဆိုတော့အစွဲကိုစိတ်ထဲမှာမထားနဲ့ဥပဒဏ်ကြောင့်ဥပဖြစ်မှာဆိုလို့เนาะကျမတို့အဲ့ဒါတွေတက်တောင်လို့လေဆေးလေးတွေ AX လေးတွေစားလို့ရတယ်နော်သမီးနော်အပြောက်စိတ်လေးတွေတောက်လို့ရတယ်ကိုဝင်အပ်ထားရဲဆိုရင်ကိုဝင်အပ်ထားတဲ့ဆမားကြီးကိုပြောပြကိုဝင်ဆောင်မှာတီးတန်းတောက်လို့ရတယ်ပြောက်စိတ်ရှိတယ်နော်သမီးနော်နောက်ညီမလေးတယောက်ကတအိမ်ကဘဲဘက်လာညာဘက်လာတဲ့ဘဲဘက်မှာလည်းမဟုတ်ညာဘက်မှာလည်းမဟုတ်အလဲတက်တက်မှာနော်ကျမတို့ဒီလိုခေါင်းရှိတဲ့အလဲတက်တက်ကြီးမှာပဲစီးကုံရိုးကိုစမ်းပြီးလို့ရှိရင်အိုက်စီးကုံရိုးရဲ့ဟိုးအောက်ထဲမှာတေးသေးလေးလက်သီးစုံလောက်တောင်မရှိဘူးနော်ကိုယ်မရှိဘူးဆိုရင်ကျမတို့ရဲ့စစ်တအိမ်ကတေးသေးလေးဟိုးအောက်ထဲမှာစီးကုံယူရဲ့ဟိုအောက်ထဲမှာအလဲတက်တက်မှာပဲရှိတာပါလို့เนาะဒီမိန်းကိုလမ်းကြောင်းရှူပေါက်တဲ့နေရာရှားတီလာတဲ့နေရာအဲ့ဒီဟာရဲ့အထဲမှာအလဲတက်တက်မှာပဲရှိတာเนาะခလေးကတိတ်သားနဲ့10ရက်ရှိပြီသူရင်းသီးစားလို့ရလာတယ်ရပါတယ်အလုံးကျူးတော့မစားနဲ့ပေါ့เนาะစားလို့ရတယ်မပြဘူးเนาะခလေးနိုးတိုက်နေလို့သူရင်းသီးမစားရအောင်ဆိုတာမရှိပါဘူးလို့စားလို့ရတယ်เนาะအဲ့ဒါအိမ်ကလူတွေမကြွေးလို့ရှိရင်သူတို့စားရတာနဲတော့မှဆိုလို့ပဲဖြစ်လိမ့်မယ်တိုင်ရအလဲတက်တယ်မှာเนาะကလေးမွေးထားတာ12ရက်ရှိပြီတဲ့ချုပ်ထားတာနည်းနည်းနာနေလို့တဲ့သမီးကိုနဲ့တဲ့တယ်လေအကြိုက်ခဲပြောက်ဆေးလေးတောက်လို့ရတယ်เนาะအစားစားပြီးမှတောက်ဒီလိုပဲနာတတ်တယ်တကယ်လို့လှုပ်လှုပ်ရှားရှားလေးလဲနေเนาะနာမှာဆိုလို့ဆိုရင်မလှုပ်ပဲနေလို့ရှိရင်ပို့ပြီးတော့အနာကျက်တာနှေးတယ်နာတာတတ်တာနှေးတယ်လှုပ်လှုပ်ရှားရှားလေးနေလမ်းမများရှောက်เนาะကိုနဲ့တဲ့တဲ့ကြိုက်ခဲပြောက်ဆေးလေးတောက်လို့ရတယ်ပါရာလောက်ပဲတောက်ချင်လဲရတယ်เนาะအစားစားပြီးမှတောက်ပါလို့
ဆက်မတဲ့ဘိုက်ခွဲမွေးထားတာ3လပါတယ်ဘိုက်ကြီးပူပြီးကြံခဲ့တယ်တဲ့ဘိုက်စီစီလို့ရတယ်ပြီးတဲ့အခါကျတော့လမ်းလျှောက်ပါတနေ့ကိုခြေလမ်း9000 6000ရအောင်စူးစမ်းပြီးတော့လျှောက်ပါလျှောက်လို့ရတဲ့နေရာရှိရင်အပြင်ထွက်လျှောက်မရလို့ရှိရင်ချင်းတို့အိမ်ထဲမှာတော့အဲ့လိုတခုစဉ်းစားရမှာပေါ့နော်လမ်းလျှောက်ပေးမယ်ပြီးကြလို့ရှိရင်အစားအသောက်ကိုလိုတိုက်နေတဲ့အချိန်မှာတော့အရင်ဝေးချဖို့အတွက်အစားရလျှော့လိုက်တာမျိုးတော့လုံးလို့မရဘူးပေါ့နော်ဒါပေမဲ့ထမင်းတွေအများကြီးမစားနဲ့အသီးရွက်တို့ဟင်းတို့အသားငါးတို့များများစားနော်ခေါက်ဆွဲတွေကြာစံနေအဲ့လိုကာဘိုဟိုက်ဒရိတ်တွေအများကြီးမစားနဲ့အချိုတွေဘာမှမစားနဲ့အဲ့ဒါဆိုရင်စီတွေဘာမှမစားနဲ့ငံတာတွေမစားနဲ့အဲ့ဒါဆိုလို့ရှိရင်ကျမတို့ weight ကိုပြန်ပြီးထိန်းနိုင်လိမ့်မယ်နောက်တစ်ခုကမိခင်တို့တိုက်နော်မိခင်တို့တိုက်လို့ရှိရင်လေကျမတို့ခန္ဓာကိုယ်တွေကအစီတွေကလောင်ကျွမ်းသွားတယ်အဲ့ခါကျလို့ရှိရင်လည်းလေအစီကြတယ်အစီကြတဲ့အသားရည်ချစ်လာလိမ့်မယ်နော်ဘိုက်စီစီမယ်နောက်ပိုင်းမှာခလေးလက်လွတ်တဲ့အချိန်ကျမှလေ့ကျင့်ခန်းတွေပါတယ်ပြန်လုပ်မယ်နော်အခုချက်ချင်းတော့လေ့ကျင့်ခန်းလုပ်ဖို့အားမမဟုတ်သေးဘူးနှုတ်လည်းတိုင်းရအောင်မယ်ဆိုတော့လေစမရှင်နဲ့သမီးလေးက2လပါရှင်နဲ့လည်းမအဖြူကလေးတက်နေလို့ဘာစိလိမ့်မယ်ဘာစိမမလိမ့်နဲ့အောင်တော့မင်းနော်ခလေးမှာအဲ့လိုမျိုးပြင်ပါဘာမှမသိတဲ့စိတ်တွေလိမ့်လို့ရှိရင်ခလေးကပိုးဝင်ပြီးတော့အသားဝါဒမျိုးတွေဖြစ်သွားတတ်တယ်နော်စေးဘာစိမမလိမ့်နဲ့အောင်တစ်ချက်စောင့်ကြည့်အောင်တချို့ခလေးလေးတွေကလေအဲ့လိုမျိုးမွေးကိစ္စလေးတွေမှာအရေးပြားမှာဒီလိုမျိုးလေးလည်းဖြစ်တတ်တယ်တကယ်လို့ပိုးပြီးတော့ကြီးလာတယ်ပွားလာတယ်ဆိုလို့ရှိရင်တော့လေမတို့ခလေးတစ်ခုဆရာဝန်နဲ့ပြကြည့်ရမယ်နော်ဒီတိုင်းလေးပဲအဖြူကွက်တစ်ကွက်ပေါ်လို့စေးလိမ့်ရတာမျိုးမတို့မလုပ်ရအောင်နော်ခဏစောင့်ကြည့်ပါအောင်လို့အရှိပတ်တရေချိုးလုပ်ပြီးတော့ပုံမှန်လိုရှင်လေးတွေပေါင်တာလေးတွေပဲလိမ့်ပြီးခဏစောင့်ကြည့်အောင်ပဲဆေးတွေမလိမ့်နဲ့အောင်เนาะစောင့်ကြည့်ရမှာဘာတွေစောင့်ကြည့်ရမလဲဆိုတော့ပို့ပြီးတော့ကြီးလာလားအကွက်ကပို့ပြီးကြီးလာလားပွားလာလားပေါ့เนาะရောင်းတာရဲလာရှိလားအဲ့ဒါမျိုးဘာမှမရှိဘူးဆိုရင်ဒီတိုင်းပဲစောင့်ကြည့်လိုက်အောင်เนาะဘယ်ဘက်ကခါနာတာဘာကြောင့်လဲတဲ့လိမ့်စေးထိုးစေးထိုးတာလည်းမပြဘူးတဲ့အဲ့ဒါဆိုလို့ရှိရင်သမီး ultrasound လေးရိုက်ကြည့်အောင်เนาะလက်ဟောလေကြွက်သားနာတာလားဒါမှမဟုတ်ရှိရင်အထဲမှာစီးကြောက်တဲ့နေရာမျိုးတွေဖြစ်လို့နာတာလားဒါမှမဟုတ်လို့ရှိရင်ခါအယိုးစစ်ကြီးရပေါ့နော်အာယုံကြောတွေကနာနေရလားအဲ့လိုအမျိုးမျိုးဖြစ်နိုင်တယ်အထရာဆောင်းလည်းတန်းရိုက်ဆရာတော့မလိုသေးဘူးဘာလို့ဘာလုပ်ရမလဲဆိုတော့တေချာစမ်းသပ်ကြည့်ရမယ်ပေါ့နော်တခါလေကျရှင်စီးကြောက်တဲ့နေတာမျိုးတွေကြောင့်လည်းနာတတ်တယ်တခါလေကျလို့ရှိရင်ကြောင့်အလေးပင်နေမှာတာတို့အိတ်တာမမှန်တာတို့အခက်မသိလို့ကြွက်သားတွေကနာသွားတာတို့အဲ့မျိုးကြောင့်လည်းဖြစ်တတ်တယ်เนาะအာယုံကြောပြဿနာလည်းဖြစ်တတ်တယ်အမျိုးမျိုးဖြစ်တတ်တယ်ချက်ချင်းတော့လေဟိုဟာအခုတစ်ခေါက်တည်းပေါ့နော်ဘယ်ဘက်ခါနာတာအတွက်အထွာဆောင်ရိုက်လို့တော့ကျွန်မမပြောလို့ဘာလို့လဲဆိုတော့မတေချာမေးမြန်းပြီးတော့ဘယ်နာဖြစ်နိုင်ခြင်းရှိလဲမေးမြန်းစမ်းသပ်ပြီးတော့မှတိတိကျကျစစ်ရမှာပေါ့နော်အဖြူစင်းနာနဲ့အညိုစင်းနာဘာလို့လဲရာသီလာကန်ဒီအချိန်နဲ့တိုက်ဆိုင်သွားသေးလားရာသီလာတာကြောင့်လည်းဖြစ်နိုင်တယ်เนาะသမီးเนาะအနာအဖြူအဖတ်တွေအပြစ်လိုက်မျိုးဖြစ်နေတာမဟုတ်ဘူးငါးညင်နန်းလိုနန်းတာမျိုးမဟုတ်ဘူးဆိုရင်တော့ပြဿနာမရှိဘူးပုံဝင်တဲ့လက္ခဏာတွေမဟုတ်ဘူးเนาะလေဘေးမှာအဖြူကွန်လေးတွေဖြစ်တာခလေး2လစမှဖြစ်ပြီးသွားပြီเนาะချုပ်ထားတဲ့နေရာနာနေလို့တဲ့လှုပ်ရှားနေပေးပါပြီးရခါကျတော့ဖိထိုင်ပေးပါเนาะလှုပ်ရှားနေလို့ရှိရင်လေအနာတွေကတော်တော်လေးတက်တာရယ်ပြီးရခါကျတော့ကြိုက်ခဲပြစိန်လေးခုနဲ့တဲ့တဲ့ဟာလေးတောက်လို့ရတယ်เนาะမိကုန်းတွေထပ်နေလို့ရှိရင်စမကြော်သွားလိုက်တော့မယ်เนาะအောက်မှာမိကုန်းတွေအများကြီးဖြစ်နေလို့တောင်းဝယ်ရလုံးတယ်လို့တဲ့ဘိုက်ခွဲထားတာခလေးရနိုင်လားရနိုင်တာပေါ့ရနိုင်တာပေါ့เนาะခလေးပြန်ယူနေရသူတွေခလေးပြန်ရသွားတဲ့သူတွေအများကြီးပါလို့เนาะ3လခန့်ဆေးထိုးပြီးရင်နဲ့ဆေးကတောက်ချင်တာတဲ့ရာသီလာပြီးမှတောက်ရတာလားမဟုတ်ဘူးเนาะသမီး3လခန့်ထိုးဆေးထိုးဖို့ပြန်ထိုးဖို့ရက်ချိန်ပြလိုက်တယ်လေ3လပြည့်ချိန်ကြလို့ရှိရင်အဲ့ဒီရက်ပြည့်တာနဲ့တောက်ဆေးကိုပြန်တောက်ပါเนาะရာသီပြန်လာတော့မဆောင်ပါနဲ့ဆေးက3လခန့်ဆေးကတစ်လုံးထိုးပြီးလဲရာသီကနောက်6လလောက်ထိပေါ့เนาะပြန်လာချင်မှလာမှာအဲ့တော့ကျမတို့ရာသီပြန်လာတာဆောင်လို့မရဘူးတေချာစိတ်ချရအောင်တောက်ဆေးကိုစပြီးတော့တောက်ထားပါနော်အဖြူစင်းနာကနေပြီးတော့အညိုစင်းနာကလေဒီမှာခုနပြောသလိုအဖတ်တွေပြောင်းတာမျိုးမရှိဘူးအရှောင်အနံ့ပြောင်းတာမျိုးမရှိဘူးငါးညနေနေနာမျိုးမရှိဘူးဆိုရင်ဘာမှမဖြစ်တတ်ဘူးเนาะတားစီရတဲ့ဆေးတောက်လို့ရလားခလေးကတလားပဲရှိသေးတယ်တဲ့ရတယ်เนาะခလေးကတလားပဲရှိသေးရင်နိုးတိုင်းပြီးခင်တီးတန်းတောက်တဲ့ဟော်မုန်းတစ်မျိုးတည်းပါတယ်တားစိတ်ကတ်ကို
ဝယ်ပြီးတော့တောက်နော်သမီးနော်စေးဆိုင်တွေမှာအဲ့လိုမေးလို့ရတယ်နော်လိုတိုင်းမိခင်တီးတန်းတောက်တဲ့တားစိတ်ကပ်ပေးပါလို့ပြောလိုက်ပြီးကြလို့ရှိရင်နဲ့ဆေးစစ်တာနှစ်ချောင်းပေါ်ပြီးမှသွေးစစ်နေလို့ရှိရင်ချက်ချင်းဆေးရုံဆေးကန်ပြရမယ်နော်သမီးနော်ကျမတို့ဟိုဟာလောက်ရမယ်အထောက်ဆောင်ရမယ်နော်မေကုန်းလေးကြော်သွားလို့ကျမအပေါင်းခဏသွားလိုက်အောင်မယ်တက်တော့ဝင်ပြီးတော့ဆွေးနွေးကြတာအများကြီးဝမ်းသာပါတယ်เนาะဒီမှာဖြည့်ပေးရတာအများကြီးဝမ်းသာတယ်ကိုဝင်ကတဲ့9လကျော်ပြီခဏလေးเนาะဒီမှာမေကုန်းလေးကြော်တာကဲလို့ဒီမှာအချိန်ပြည့်သွားလို့ရှိရင် तू ကအဲ့လိုရှက်သွားတာပေါ့เนาะအဲ့ခါကျလို့ရှိရင်သိချင်တာလေးတွေကိုကျွန်မပြန်တင်ပေးထားတဲ့ဗီဒီယိုအောက်မှာပြန်မေးလို့လည်းရတယ်เนาะတိုင်အလုံးတက်နေတာခွဲထားတာခလေးပြန်ယူလို့ရတယ်เนาะဟုတ်ပြီပြန်တွေ့ပြီစေးတောက်တာက12လုံးပဲရှိသေးတယ်ရာသီလာလို့ဘာဖြစ်တာလဲသိချင်လို့ပါဆင်မဒါပေမဲ့အချိန်ပြောင်းသွားသေးလားပေါ့နော်တချို့ကကြတော့အချိန်ကညမေ့သွားလို့မနက်မှပြန်တောက်တာမျိုးတွေရှိတယ်အဲ့လိုအချိန်လွဲသွားလို့ရှိရင်လေဟော်မုန်း level ကခန္ဓာကိုယ်ထဲမှာအတက်အကျမမှန်တော့ပဲနဲ့ရာသီပြန်လာတာမျိုးလည်းဖြစ်တတ်တယ်နော်အချိန်တိတိကျကျတောက်ကြည့်ပါလို့ကိုယ်ခဏလားကြော်ပြီးခလေးကညဆိုမလှုပ်ဘူးနေတယ်ဆိုလည်းနည်းနည်းပဲလှုပ်တယ်တဲ့ညီမလေးကအဲ့ဒါဆိုလို့ရှိရင်တနေ့ကိုပေါ့နော်12နာရီအချိန်အပိုင်းခြားအတွင်းမှာ10ချိန်ထက်နေပြီးတော့ခလေးကလှုပ်နေလားပေါ့နော်10ချိန်အောက်ပဲလှုပ်တယ်ဆိုလို့ရှိရင်ချက်ချင်းစိတ်အောင်ပြန်ပြနော်ကျမတို့တခါလေကြားလို့ရှိရင်လည်းခလေးတွေကလေအိတ်ပျော်နေရမျိုးတွေဖြစ်တတ်တယ်ဒီလားအိတ်ပျော်နေရမျိုးတွေဖြစ်တတ်တယ်ကဲလို့ပေါ့နော်ဥမာမနက်6နာရီကနေပြီးတော့ညနေ6နာရီထိအဆို12နာရီတော့တွင်လေနော်အဲ့ဒီအချိန်တွင်မှာတေးချာလေးမှတ်လိုက်10ချိန်အောက်10ချိန်မပြည့်ဘူးဆိုလို့ရှိရင်ချက်ချင်းပြန်ပြခလေးနှလုံးခုန်တယ်ဆိုမှတို့ဆက်ဆွဲကြည့်ဖို့လိုတယ်နော်တိုင်ချစ်တာရက်20ရှိပြီသွေးစစ်နေတော့မယ်တဲ့များလားတမီးတိုင်ချစ်တာရက်20ရှိပြီသွေးစစ်တာအရန်များတယ်ဆိုလို့ရှိရင်တော့ကျမတို့ပြန်ပြမယ်တိုင်ပိုးဝင်တာမျိုးတွေရှောင်းနေတာမျိုးတွေတိုင်ရောင်းနေတာမျိုးတွေဖြစ်မှာဆိုလို့နော်မများဘူးနည်းနည်းပဲတစားစားပဲစစ်နေရဆိုတော့ဘာမှပြဿနာမရှိဘူးเนาะသိချင်တာလေးဖြည့်ပေးပါအောင်ရှင်နဲ့ဖြည့်ပေးနေပါတယ်เนาะ comment တစ်ခုထဲမှာပြည့်ပြည့်စုံစုံရေးပြီးတော့တခါတည်း comment ကိုမှန်လိုက်တာပို့စင်ပြတော့မင်းเนาะစားတွေအများကြီးဆိုရင်သူများတွေနဲ့ရောသွားရင်အမေကုန်းတွေအလွဲသွားတတ်လို့ခါးတွေကြိုက်တဲ့ဘိုက်တွေအောက်နေတဲ့အဖြူကဆင်းလိုက်မဆင်းလိုက်တအိမ်နဲ့ပတ်သက်ပြီးရောတအိမ်နဲ့ပတ်သက်လာသိချင်လို့ပါတဲ့အခုပြပြတဲ့လက္ခဏာအရဆိုလို့ရှင်တော့လေဒီမှာတို့တအိမ်နဲ့ပတ်သက်တယ်လို့ဓာတ်ရိုက်ကြီးပြောလို့မရဘူးတအိမ်ကြောင့်ဖြစ်တဲ့ယောဂတွေဆိုလို့ရှိရင်သွေးစင်းများမျိုးတွေနဲ့ပို့ပြီးတော့လာတယ်ပေါ့နော်ပြီးတော့အဖြူစင်းတဲ့ပြဿနာကြတော့ဖြူစင်းပိုးဝင်တာပဲကိုလည်းကြောင့်ပိုးဝင်တာရကြတော့ခါးကြိုက်တာဘိုက်အောင်တာတွေနဲ့မဖြစ်တတ်ဘူးပေါ့နော်ဘိုက်တွဲမှာပိုးဝင်ပြီးတော့ပိုးဝင်တဲ့ရောင်ရမ်းတဲ့အရေးတွေစုနေတာမျိုးတွေဖြစ်လို့ရှင်လည်းဒီလိုမျိုးခါးတွေကြိုက်တာဘိုက်တွေအောင်တာလည်းဖြစ်တတ်တယ်နော်အဲ့ဒါကလေကျမတို့တခုတည်းဒါဖြစ်တယ်မဖြစ်ဘူးလို့ပြောလို့မရဘူးတိကျပြန်ဆက်သက်ကြည့်ဖို့လိုတယ်နော်ကိုယ်မရှိခင်ရာသီလာရင်မကြိုက်ခဲဘူးတဲ့အခုခလေးမွေးပြီးရာသီပြန်လာတော့တဲ့6နှစ်အရန်ကြိုက်တာဘာဖြစ်လို့လဲတဲ့ရာသီလာနဲ့မသက်ဆိုင်ပါဘူးနော်မင်းနော်ကြိုက်ခဲပြောက်စီလေးတစ်ခုခုတောက်ကြည့်မသက်တာလို့ရှင်ပြင်ပစေကံပြရမယ်6တော့မှသွေးခဲနေရမျိုးဘာဖြစ်နေလားဆက်သက်ကြည့်ဖို့လိုတယ်နော်တဲ့အိမ်သွေးလုံးတယ်တာတိမ်မှာတဲ့အရန်တာပဲတက်တောင်ဘယ်လိုလုပ်ရမလဲတဲ့အဲ့ဒါလေးကျမတို့အဲ့သွေးလုံးကိုသေးဝအောင်လို့ဟော်မုန်းဆေးတွေထိုးရတယ်တောက်ရတယ်လားနဲ့6လတစ်နှစ်လောက်ထိဆွဲပြီးတော့ကူရတယ်နော်ကိုဝင်က2လရှိပြီတဲ့လက်မောင်းစိတ်မထိုးရသေးဘူးတဲ့ folic acid တောက်နေအဆင်ပြေလားကျမလည်းရတယ်နော်တမီးနော် folic acid ကိုတော့တေချာတစ်နေ့တစ်လုံးနေတိုင်းတောက်ထားပြီးလက်မောင်းမှာစိတ်ထိုးတာမိခိုင်ကောင်ကွယ်စီအဲ့ဒါခလေးမမွေးခင်တလလိုမှထိုးပြီးတယ်ဆိုလို့ရှိရင်ရတယ်နော်အခုလားနှုတ်စိမထိုးလဲဘာမှပြဿနာမရှိဘူး folic acid တောက်ဖို့ကပိုအရေးကြီးတယ်နော်တမီးနော်အမားရရသည်ရတယ်ကိုဝင်ပြက်ပြီးလာလိုက်မလာလိုက်အထောက်ဆောင်ရိုက်နေရလဲဘာမှမရှိဘူး3လလောက်ရှိပြီတဲ့ရတယ်ဘာမှဖြစ်ဘူးနော်တမီးနော်ချက်ချင်းပြန်မယူသေးဘူးဆိုရင်လေတားစိတ်တစ်ခုခုပြန်သုံးထားရာသီပြန်မှန်တာကိုမစောင့်နဲ့ရာသီမှန်မှတားစိတ်ပြန်သုံးမယ်လို့မလုပ်နဲ့နော်
ဆေးဖြတ်ထားတာ9လရှိပြီရသေးလာတာခဏခဏပဲဘာဖြစ်လို့လဲတဲ့ဆေးဖြတ်လိုက်ပြီးသွားလို့ရှိရင်လေကျမတို့ခန္ဓာကိုယ်ထဲမှာဟော်မုန်းတွေကပုံမှန်အတိုင်းအတက်အကျမမှန်သေးပဲနဲ့နေတာမကျသေးပဲနဲ့အဲ့လိုမျိုးရာသီကမမှန်တာမျိုးတွေဖြစ်တတ်သေးတယ်နော်ပြဿနာမရှိပါဘူးလို့အတုံးခဲတွေအများကြီးဒလန်ဟောဆင်းနေတာမဟုတ်တဲ့ရွေပြဿနာမရှိဘူးနော်ကလေးမွေးပြီးရောဘယ်ချိန်လောက်မှယောက်ျားနဲ့တူနေလို့ရလဲတဲ့အနည်းဆုံးတော့45ရက်တလခွဲတော့ရှောင်းလိုက်ပါเนาะအဲ့ဒါမှပဲပိုးဝင်တာတွေပါတွေကနေပြီးတော့ကောက်ွယ်နိုင်မှာမို့လို့ပါเนาะကလေးရချင်လို့ရှိရင်ဘာလို့ရမလဲတဲ့တာဥချွေရက်ကိုရာသီလာရက်တွေကိုပေါ့เนาะခံမှန်းတွက်ချက်ပြီးတော့စူးစမ်းလို့ရပါတယ်အဲ့ရထားတစ်ချက်တဲ့ခါရမ်းနာတာဘာဖြစ်တယ်လဲဆက်မရှင်နဲ့ခါနာတာတွေကလေစီချောက်တဲတာမျိုးအကြောင်းလည်းဖြစ်တတ်တယ်ကြွက်သားနာတာမျိုးအကြောင်းလည်းဖြစ်တတ်တယ်အာယုံချောပြဿနာအကြောင်းလည်းဖြစ်တတ်တယ်နော်သမီးနော်အလေးပိနေမမိနေတာမျိုးတွေရှိရင်ဂရုစိုက်ပြီးတော့မမပဲရှောင်ကြည့်နော်ဘယ်ကလေးအင်္ဂါမှာအဖို့လေးဖြစ်နေရတဲ့စမ်းကြည့်မှသိတာမနာဘူးလေဘယ်လိုလုပ်ရမလဲတဲ့ပြမစိတ်ကတော့တမီတစ်ခါလောက်ပြဖို့လိုတယ်ဘာလို့လဲဆိုတော့ကျမတို့ပိုးဝင်တဲ့အရေးပြားပိုးဝင်တဲ့ပြည်တဲတဲ့အဖူတွေလားကျွတ်လို့အဖူတွေလားတခြားယောဂမဟုတ်တဲ့အဖူတွေလားအဲ့လိုမျိုးခွဲခြားဖို့လိုတယ်နော်ရာသီမလာတာ9လရှိပြီစစ်တော့တဲ့ချောင်းလဲပေါ်ရဲတဲ့တားစိဖြတ်ထားတာလဲကြာပြီတားစိဖြတ်ထားတဲ့တားစိကထိုးစိလားထိုးစိဆိုလို့ရှိရင်ထိုးစိဖြတ်ပြီးတာတော့မှရာသီက6လတစ်နှစ်ခွဲလောက်ထိမလာတာမျိုးဖြစ်တတ်တယ်เนาะပြဿနာမရှိပါဘူးကိုဝင်ယူခြင်းနဲ့ဆိုရင်တော့ဒီတိုင်းပဲစောင့်ကိုဝင်မယူခြင်းသေးဘူးဆိုရင်တော့ရာသီပြန်လာတာမစောင့်နဲ့တားစိနောက်တစ်ခုပြန်တုံးထားเนาะမတို့ဘယ်ဘက်ခါနာတာလေအဲ့မပြောက်တာအပေါ်မှာရှင်းပြပေးသွားပြီပေါ့နော်ထပ်ပြီးတော့စမ်းသပ်ကြည့်ဖို့လိုတယ်စစ်ဆေးကြည့်ဖို့လိုတယ် ultrasound နဲ့ x-ray ရိုက်ကြည့်ဖို့လိုတယ်နော်ခလေးရတဲ့နေရောညာအသိပဲဘူးဆိုရင်လည်းမဆိုရင်ရပါဘူးเนาะခလေးကဘာဖြစ်လို့အမြဲတမ်းအိတ်စိတ်ကျနေရလဲစမရှင်တဲ့ဒိတ်ကတဲ့6လပိုင်းကရက်နေရှင်တဲ့အခုဘယ်ဘက်တချမ်းထုတ်ကျင်နေရတဲ့အားတွေလည်းရွက်နေတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ကျမတို့အရေးပေါ်ဆေးရုံဆေးကန်းပြရမယ်เนาะအာယုံကြောပြဿနာတွေကကိုဝင်ဆောင်မှလည်းဖြစ်တတ်တယ်တစ်ခါကျရှင်မျက်နှာအရေးပြမျက်နှာအာယုံကြောအေးပတ်သွားပြီးတော့မျက်နှာရွက်တာမျိုးတွေလည်းဖြစ်တတ်တယ်เนาะကိုဝင်ကြီးနဲ့ဆိုပုံပြီးယူဆိုင်ရမယ်ဆေးရုံဆေးကန်းချက်ချင်းပြเนาะအိမ်မှာဒီတိုင်းစောင့်ကြည့်ရတယ်နှိပ်တာတွေမလုပ်နဲ့เนาะဘိုက်ခွဲတာအနလားရှိပြီအလုပ်ပြန်လုပ်လို့ရလားအိုးတွက်ခွဲတာအိုးတွက်ခွဲတာရပါတယ်เนาะအလေးပင်လေးလုံးဝမမနဲ့ဦးတော့မင်းနော်ဦးတွက်ခွဲထားတာလုံးလို့ရပါတယ်လို့ဘယ်ဘက်တစ်ချမ်းလုံးလေးနေတယ်တဲ့ချက်ချင်းစေးရုံစီကန်တော့ပြနော်ဘယ်ဘက်တစ်ချမ်းလုံးလေးနေတာတွေးတိုးနေလားအာယုံကြောလေအေးပတ်တာလားလေဖြတ်တာလားစစ်စစ်ကြည့်ဖို့လိုတယ်နော်ကိုဝင်9လမှာခလေးကောင်းသွားတဲ့အောက်မှာဆိုရင်စောင်းမွေးမလားဆရာမတယ်မမွေးပါဘူးเนาะခလေးကောင်းကအောက်မှာရှိတာပုံမှန်ပါပဲเนาะရေမွာရေပေါက်တာတို့ရေစင်းသွေးစင်းရှိတာတို့အဲ့ဒါမျိုးတွေမဖြစ်ဘူးဆိုရင်အလိုလိုနေစောင်းမမွေးဘူးเนาะတမင်เนาะပထမကိုဝင်ရတဲ့ကိုဝင်အိတ်တွေ့ပြီးတော့ခလေးမတွေ့လို့သွေးတွေစင်းမြစ်တဲ့အိတ်ချလိုက်တယ်မအောင်မေးခွန်းလေးတွေကိုလေတစ်ခုကွန်မန့်တစ်ခုထဲမှာစုပြီးတော့ရေးပေးထိုင်ဖို့အဆင်ပြေမယ်เนาะရိုးမွေးထားမယ်ဘကိုအောက်ကဟာတဲ့ထချုံပြန်စနိုင်တယ်နောက်ကြမှလေကြာမှပြန်ကွဲပြီးတော့ပြန်ချုပ်တယ်ဆိုရင်ပြန်မဆက်တော့တာများရပေါ့နော်ပြန်မဆက်တော့တယ်ဆိုတာထက်မညီမညာအသားကပြန်ကျက်သွားတာအသားတက်သွားတာအဲ့ဒါမျိုးတွေပို့ပြီးတော့ဖြစ်တတ်တယ်ပေါ့နော်ညီညီညာညာလေးဟိုအနာကပြန်မကျက်သွားပဲနဲ့လေမညီမညာအသားကပြန်ကျက်သွားတာမျိုးတွေဖြစ်တတ်တယ်အသားတွေကတော့ပြန်တက်ပါတယ်ကိုခံအားကောင်းနေတဲ့ရွေလေကျမနာလေးနဲ့စီးပြီးတော့နေမကောင်းဖြစ်နေလို့ကျမပြောတာမရှင်းဘူးဆိုလို့ရှိရင်ပြီးတော့မှတခြားဗီဒီယိုတွေမှာ comment လေးလာပြီးတော့မှတ်ပေးလို့ရတယ်နော်တမီးရတယ်သွေးမပေါ်တာ3လလောက်ရှိပြီတဲ့စီစစ်ကြည့်တော့2ချောင်းပေါ်တယ်တဲ့အခုသွေးတွေစေးနေလို့တဲ့အဲ့ဒါဆို ultrasound ချက်ချင်းသွားရမယ်တမီးနော်စီစစ်ကြည့်ရ2ချောင်းပေါ်ပြီးတော့သွေးစေးနေလို့ရှိရင် ultrasound ချက်ချင်းသွားရပါမယ်ကိုဝင်9လမှာခလေးကောင်အောက်မှာဆိုရင်စောမွေးမှလားမမွေးပါဘူးနော်ခလေးကောင်အောက်မှာဆိုတာအဲ့ဒါပုံမှန်မှာပထမတစ်ယောက်မွေးတော့တအိမ်ပါတယ်လို့ပြောတယ်တဲ့။အော်ခုနဟုတ်ပြီနောက်တစ်ယောက်မွေးတော့လဲတအိမ်ကပါနေသေးလားဆရာမတဲ့ရေရုံမွေးတာတဲ့။အော်အဲ့လိုမျိုးမဖြစ်တတ်ပါဘူးเนาะ။အဲ့လိုပထမတစ်ယောက်မွေးတော့တအိမ်ပါလို့နောက်တစ်ယောက်မွေးတာတအိမ်ပါတယ်ဆိုတာမျိုးမဖြစ်တတ်ပါဘူးเนาะ။ခလေးထက်ယူစေးကမ်းပြပဲယူလို့ရတာပေါ့
ကိုဝင်က3လပဲရှိသေးတယ်တဲ့ကျမပြောတယ်ခလေးသေးတယ်တဲ့အထောက်ဆောင်ပြန်ရမယ်တဲ့ဟုတ်ကဲ့ပါရှင်လက်ကောင်းသွေးခဏခဏရှန်နေဘာဖြစ်တတ်လဲတဲ့တစ်ဖက်တည်းယုံနေတာတဲ့နေ့ဘက်ကော6ပတ်နေ့ဘက်ကောညဘက်ကောကိုဝင်က6လအောင်နော်အဲ့ဒါဆိုလို့ရှိရင်သမီးသွေးရောဂါတွေရှိနေလားကျမတို့စစ်ဆေးကြည့်ဖို့လိုတယ်တမားတော်တရားကြောင်းနဲ့ပြရမယ်နော်ကိုဝင်ဆောင်အိုကြီးဆမားကြီးနဲ့ပြတာထက်တမားတော်တရားကြောင်းနဲ့ပြရမယ်တားစေးလက်မောင်းထဲမှာထည့်လို့ရှိရင်စိုးစိုးရှိလာတယ်တမီးအရင်ဆုံးထိုးစေးထိုးကြည့်လိုက်ထိုးစေးဆန်းထိုးကြည့်လို့ကိုနဲ့အဆင်ပြေရဆိုရင်လက်မောင်းနဲ့ထည့်နော်ထိုးစေးအာနေတဲ့နဲ့လက်မောင်းနဲ့ထည့်အာနေတဲ့နဲ့အတူတူပဲတခြားစိုးကျိုးတော့မရှိပါဘူးနော်ကိုရင်ပြတ်ချတဲ့လူတယောက်ကတဲ့ဗနလာနေခလေးပြတ်ယူတင်လဲတဲ့ကိုရင်ပြတ်ချတဲ့အချိန်တုန်းကတအိမ်ပိုးဝင်တာတွေနော်တိုင်ရသွေးစင်းများတာမျိုးတွေဘာမှထူးထူးခြားခြားအန်ရရှိတဲ့ယောဂလက္ခဏာတွေမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်1လလောက်နားပြီးရတယ်ချက်ချင်းပြယူလို့ရတယ်နော်မဖြစ်မနေ3လနဲ့6လတွေစောင့်စရာမလိုပါဘူးလို့နေကောင်းတယ်ဆိုလို့ရှိရင်တကယ်လို့အရင်တစ်ခေါက်ကိုပြကြတော့တအိမ်ပိုးဝင်တာမျိုးတွေဖြစ်ခဲ့တယ်ဆိုရင်နော်တအိမ်ပိုးဝင်တာမျိုးတွေဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့လေကျမတို့3လလောက်6လလောက်နားတင်တယ်နော်PCOS တမှာကိုဝင်ရှင်းစိတ်ပူလာတယ်မပူရဘူး PCOS ကခလေးအတွက်လေအနောက်ရှက်ဖြစ်တာမျိုးမရှိဘူးကိုဝင်ရသွားရင်အများကြီးခုံယူပါတယ်လို့ PCOS ကကိုဝင်ရဖို့ခက်တယ်လေနော်ခက်ခဲရလို့ပြောလို့ရတယ်လက်ပေါင်းနဲ့ပိုက်ထတာစိုးကျိုးမရှိဘူးနော်ခလေးမွေးပြီး2ရက်ရှိပြီတဲ့ဘိုင်းနဲ့စီးစံတာတစ်ချက်ကြိုက်တယ်တဲ့သွေးတွေရောအများကြီးပြက်စင်လာပေါ့နော်ရှားတီသွေးတွေလည်းအများကြီးပြက်စင်နေဆိုရင်တအိမ်ပိုးဝင်တာမျိုးဖြစ်မှာဆိုလို့လေစိတ်ကပြန်ပြရမယ်နော်မင်းနော်အထောက်ဆောင်ပြန်ရမယ်မင်းမကိုကမှတိစုံဖြစ်ပြီးတော့အရန်ဆက်နေတယ်တဲ့အဲ့ဆိုလို့ရှိရင်လေမင်းကိုလမ်းကြောင်းပိုးဝင်တာမျိုးတွေဖြစ်တတ်တယ်သမီးစိတ်ကပြရမယ်စိတ်ကပြပြီးတော့မင်းကိုလမ်းကြောင်းပိုးဝင်နေလို့ရှိရင်ဆေးရောက်ထည့်တာမျိုးတွေလုပ်ရမယ်နော်PCOS တမှာကိုဝင်ရှိသွားရင်ကိုဝင်ရစိတ်ပူစရာမရှိပါဘူးเนาะခလေးကိုလည်းမထိခိုက်တတ်ပါဘူးလို့ကြောင့်ကျွန်မနောက်တစ်ခုကကြတော့ခါရမ်းကြိုက်ပြီးတော့တဲ့ဘိုက်ထဲမှာနေလို့မကောင်းဘူးပေါ့နော်စီးခဏသွားခြင်းနဲ့အဲ့လိုဖြစ်နေတာကြောက်ကတ်နဲ့ဆိုင်လာကြောက်ကတ်ပြဿနာနဲ့တော့တိတ်ပြီးတော့လက္ခဏာမဖြစ်ဘူးမတူဘူးပေါ့နော်စီးလမ်းကြောင်းပိုးဝင်နေတာစီးရင်ပိုးဝင်နေတာမျိုးတော့ဖြစ်တတ်တယ်เนาะခွဲပြီးတားကြောဖြတ်ထားရင်ဘိုက်စီစီလို့ရလာတယ်ရတာပေါ့သမီးဘိုက်စီစီလို့ရတယ်เนาะတားကြောဖြတ်ထားလဲဘိုက်စီစီလို့ရပါတယ်ဘာမှထိခိုက်တာမျိုးမရှိပါဘူးเนาะလုံးခဲနေပါတယ်ဆေးရုံသွားတာသွေးတိတ်ဆေးပေးလိုက်တယ်ဆင်းလိုက်မဆင်းလိုက်ဖြစ်နေတယ်တဲ့ရချင်းပြမယ်ဟုတ်ပါရချင်းတွေချပြန်ပြเนาะကိုဝင်35ဘတ်တန်း2ကီလိုနဲ့3ခေဆိုတော့2.2နဲ့မြောင်တော်လေးပေါင်ကျော်မသေးပါဘူးเนาะသမီးเนาะမသေးဘူးကျမတို့ကီလိုကိုပေါင်နဲ့သိကြလို့ရှိရင်2.2နဲ့မြောက်လို့ရတယ်เนาะဒါ9လရှိပြီတဲ့6ကီလိုကပုံမှန်မှာပဲเนาะတွေ့เนาะဝါလာရဲ့ကလေးကလည်းပုံမှန်ပဲကျေးဇူးပါတယ်ဟုတ်ကဲ့ပါရှင်ခါနာလို့ရှိရင်ဘယ်လိုလုပ်ရမလဲတဲ့ကျမတို့အလေးပင်မာတာတွေရှောင်ရမယ်ရှင်များတောင်းရမယ်เนาะကြွသားနာမျိုးလည်းဖြစ်တတ်တယ်sorry เนาะစီလန်းချောင်းပိုးဝင်တာမျိုးလည်းဖြစ်တတ်တယ်စီကြောက်တဲ့နေရာမျိုးတွေလည်းဖြစ်တတ်တယ်ပထမကိုဝင်ကတဲ့ကိုဝင်အိတ်တွေ့ပြီရတယ်เนาะသမီးတင်မလွင်ဆွဲညီမလေးကမေးထားကျွန်မခုနကလည်းဖြေထားတယ်အဲ့ဒီလိုမျိုးဖြစ်တဲ့ပြဿနာတွေကလေဘီလိုက်တဲ့ oven လို့ခေါ်တယ်ဟဲ့လားနောက်ဒီကိုဝင်မှာဖြစ်လို့နောက်တစ်ခေါက်မှလည်းအဲ့လိုမျိုးကိုဝင်အိတ်ပဲတွေ့ပြီးခလေးမတွေ့တာရပြန်ဖြစ်တာမျိုးမဖြစ်တတ်ဘူးเนาะဟိုကလုပ်လို့ရပါတယ်လို့ကိုဝင်ပြန်ယူလို့ရတယ်เนาะ39ဘတ်ရှိနေပြီတဲ့ဘိုက်ကနည်းနည်းနာတယ်တဲ့စောမွေးနိုင်လား39ဘတ်မှာမွေးရင်စောမွေးတယ်လို့မခေါ်တော့ဘူးလေနော်မွေးခြင်းလဲမွေးသွားနိုင်တယ်ရေစိမ့်သွေးစိမ့်ရှိတာမျိုးတွေရေမွာပေါက်တာမျိုးတွေဆိုရင်ချက်ချင်းစေအောင်စေကန်သွားပြန်နော်ထုံစည်းကြောင့်ခါနာတာဖြစ်နိုင်လားခွဲမွေးထားတာဖြစ်နိုင်တာပေါ့ထုံစည်းကြောင့်ခါဆက်နာတာခေါင်းဆက်မူးနေတာမျိုးတွေဖြစ်နိုင်တယ်နော်အစေးတောက်လို့ရတာပေါ့ရှင်အယုံကြောအတွက်ကောင်းတဲ့အစားအစာတွေကအသီးရွက်အသားငါနော်အဲ့အကောင်ပဲတွေအသီးနှံတွေအစေးစမ်းတွေအဲ့အကောင်စားပြီးနော်
ငွေစည်းမရှိသေးရောကောက်ွယ်စည်းထုလို့ရအဲ့ဒါတော့လေနေရပေါ်မူတည်မယ်ပေါ့နော်စမအတိအကျမပြောတတ်ဘူးကိုဝင်2လကျော်တဲ့အုံးရည်တောက်လို့ရလားရတယ်တက်တယ်ဆိုလို့ရှိရင်တောက်လို့ရတယ်နော်တက်တယ်ဆိုလို့ရှိရင်တောက်လို့ရတယ်မတက်ဘူးဆိုလို့ရှိရင် one shot လိုက်မယ်မိခင်က one shot လို့ရှိရင်ခလေးမှာပါပိုးဝင်တာတွေထိခိုက်တာမျိုးဖြစ်တတ်တယ်နော်တက်တယ်ဆိုရင်တောက်လို့ရတယ်စမရှင်နဲ့မင်းမကိုကအနက်နံပြီးရောတဲ့စီးသွားရင်ပူဆက်ပူလောင်ဖြစ်နေတာတွေအားတဲ့အဲ့ဒါဆိုရင်မင်းကိုလမ်းကြောင်းက9ညီနန်းနေလောင်ထီတီးတတာနန်းလားနော်9ညီနန်းထီတီးတတာနန်းတယ်ဆိုလို့ရှိရင်အဲ့ဒါမင်းကိုလမ်းကြောင်းပိုးဝင်နေတာအဲ့ဒါဆိုလို့ရှိရင်တော့သူစေးကူမှရမယ်နော်ဒီတိုင်းမပြောင်းနိုင်ဘူးရသေးလာတာတဲ့အညူရောင်နေဆင်းပြီးတော့တဲ့စီးကုံကအရန်အောက်နေရလာတိုင်းအဲ့လိုပဲတဲ့အညူရောင်စင်းတာမှပြဿနာမရှိပါအောင်တော့သူနော်ယာတီစင်းတာများရင်တအိမ်ရညစ်တာအိမ်များလို့ရှင်လဲအောက်တက်တယ်ဘာမှပြဿနာမရှိဘူးနော်အညူရောင်ကယောဂလက္ခဏာမဟုတ်ပါဘူးလို့ခလေးက2လပါတယ်ဝမ်းမတော့4ရက်ရှိပြီးလေးလဲလာတယ်လေးလဲတယ်ဆိုလို့ရှိရင်ကောင်းပါတယ်เนาะပြီးတော့ခလေးကလေဖိုက်ကြီးကအရန်တင်းတောက်နေတာမျိုးမရှိဘူးငိုနေတာတွေချစ်အဲ့လိုမျိုးပေါ့နော်အရန်ချစ်ကုတ်ပြီးတော့ငိုနေတာတွေကိုပူတာတွေဖိုက်ကြီးကတင်းတောက်နေတာမျိုးတွေမရှိဘူးဆိုရင်ဘာမှပြဿနာမရှိဘူးเนาะနို့ကိုစတိုင်းလို့ရပါတယ်နို့ပိုတိုင်းပြင်တော့မမေကခလေးကလှုပ်တဲ့အခါတအားလှုပ်တယ်ငြိမ်တဲ့အခါကျရင်တေးလောက်တောင်းလိုက်ပုံမှန်ပဲလားပုံမှန်ပဲအဲ့လိုမျိုးအရန်လှုပ်တာပုံမှန်ပဲเนาะကုန်းဝင်33ပတ်ပါတဲ့စီးကြွားညနေပဲတက်နေရဆိုရင်ရလာတယ်တမီဆိုရင်စိုးရင်ရလာဆိုတော့ရုတ်တရက်ကြီးအန်ရရှိတာတော့မဟုတ်ဘူးဒါပေမဲ့လည်းကျမတို့ကိုဝင်ဆောင်စီးကြူတွေကဂယူးဆိုင်ဖို့လိုတယ်နော်ဟိုဒီဆယ်မိုင်းကိုသိစားပြန်ပြအစားတောင်းနဲ့ထိန်းလို့မရလို့ရှိရင်စေးတောက်ဖို့လိုတယ်နော်အဲဆိုကိုဝင်ဆောင်မှာစီးကြူကမထိန်းနိုင်လို့ရှိရင်ခလေးမှာပါသွားပြီးတော့ခလေးအကြီးမွေးတာလို့ခလေးမှာပါစီးကြူယောဂပါလာတာမျိုးတွေတော့ဖြစ်တတ်လို့နော်အစားတောက်ကလေချိုးတာတွေလုံးဝမစားနဲ့တော့ထမင်းတွေလျှော့စားအသားကအသီးရွက်ပိုစားနော်ခလေးမွေးပြီးတော့45ရက်ပြည့်တော့ထမင်းလာပြီးရနောက်ပိုင်းမလာတတ်ဘူးခလေးရတတ်လာတယ်တားစိတ်မတောက်ရင်တော့ရတတ်တယ်နော်သမီးနော်ရသည်မလာလို့ကိုဝင်မရနိုင်ဘူးလို့စိတ်ချလက်ချနေလို့မရဘူးเนาะရသည်မမှန်သေးလဲတားစိတ်ပြန်တောက်ထားပါတကယ်လို့အမျိုးသားအနီးနားမှာရှိတယ်ဆိုလို့ရှိရင်လေเนาะမတို့နိုးတိုက်နေလို့ဆိုရှင်ရာသီကမှန်မှန်မလာတတ်သေးဘူးနိုးတိုက်နေလို့ရှင်တဘာဝတိုင်းရာသီမလာအောင်တားပေးနိုင်လို့နော်ချောင်းစုံနေတာတဲ့တတောင်ကဘေးကုန်းနေကကြော်တာဘိုက်ခွဲထားတာ4လရှိပြီအလုံးလုံးလို့ရလာတယ်ရပါတယ်ဟိုကမလုံးနဲ့နော်အလျန်လေးပင်နေမမနဲ့နော်အရန်လေးပင်နေမမပါနဲ့လို့ရာသီလာတဲ့ညမှာအညိုရောင်ပဲဆင်းပြီးတော့ရာသီဆက်မလာတော့ဘူးစီးစီးကြီးတော့လေတကြောင်ပဲဆိုရင်ရလားမဆိုရင်ရပါဘူးเนาะဘာမှမဖြစ်ပါဘူးနိုးတိုင်းမိခင်မာတယ်ဟုတ်ပါပြီအညိုရောင်ဆင်းတာလည်းရာသီလာတာပါပဲအညိုရောင်ကယောဂလက္ခဏာမဟုတ်ပါဘူးเนาะပြဿနာမရှိပါဘူးကိုယ်ဝင်မလို့ခြင်းသေးလို့ရှိရင်ဒါစိတစ်ခုခုပြန်သုံးထားပါเนาะကိုယ်ဝင်ကတဲ့အခုတဲ့9လလောက်ရှိပြီဒီမှာပြန်မပါအဲ့လိုရလာတဲ့ရပါတယ်အခုလည်းဘလို့မှမအပ်ဖြစ်ဘူးဆိုလို့ရှိရင်ဘာမှမတတ်နိုင်ဘူးလေเนาะfolic acid လေးတော့တစ်နေ့တစ်လုံးကြိုတောက်ထားပါလို့เนาะခလေးဝင်စားရရှော့လို့ရပါတယ်အဲ့ဒါတွေကအစွဲလက်နေအရင်မထားပါနဲ့တော့သမီးเนาะ3လခန့်စီထိုးပြီးတော့ရာသီမလာတာဆိုရင်ရလားမဆိုရင်ရဘူးအဲ့ဒါပုံမှန်ပဲเนาะ3လခန့်စီထိုးရင်ရာသီမလာတာကလူ100မှာ90လောက်ကမလာဘူးเนาะဘိုက်ခွဲမွေးထားတာလေ့ကျင့်ခန်းလုပ်ခြင်းဘယ်နှလလောက်မှကစားလဲသမီး6လကနေ8လလောက်ကျော်မှလုပ်ပါနော်အရင်စောစောကြီးလုပ်လိုက်လို့ရှိရင်နောက်ပိုင်းဥကျွနာမျိုးတွေဖြစ်မှာဆိုလို့အလေးပင်တွေရမ်းမာတာမျိုးတွေမလုပ်နိုင်ဘူးနော်ခလေးချောင်းဆိုးနေတာတစ်နေ့နဲ့တစ်လားလေကျမတို့ချောင်းဆိုးတာက6ကြောက်ကြီးပဲလားတလိပ်တွေပါသေးလားတလိပ်တွေကဝါနေလားအဖြူရောင်မဲလားပြီးတဲ့ခါကျတော့ကိုပူလားအဲ့ဒါတွေစစ်ဆေးဖို့လိုသေးတယ်เนาะအဲ့တော့သမီးခလေးဆရာဝန်တရားရောက်နေခသားကိုတစ်ချက်ပြကြည့်ပေးเนาะသမီးเนาะရာသီမနေရကြော်ရင်ကိုရှိမရှိသိနိုင်လဲလေတရက်ကြော်တာနဲ့သိနိုင်ပြီအရင်လ19ရက်နေ့လာထားတယ်ဒီနေ့19ရက်နေ့မလာတော့ဘူးဆိုလို့ဒီလ19ရက်နေ့ပြန်မလာတော့ဘူးဆိုရင်စစ်ကြည့်လို့ရပြီเนาะတရက်ကြော်တာနဲ့သိနိုင်ပါတယ်တကယ်တော့ကိုဝင်ရှိနေရဲဆိုလို့ရှိရင်တရက်ကြော်တာနဲ့စစ်ကြည့်လိုက်လို့မရှိဘူးဆိုရင်လည်းအဲ့ဒါကိုဝင်မရှိဖို့ပဲများတယ်เนาะတချို့ကကြတော့ကိုဝင်လိုချင်လို့ဆိုလို့စောင့်ကြည့်ခြင်းသေးတယ်ဆိုရင်နောက်နှစ်ပတ်ချပြီးတော့ထပ်စစ်ကြည့်လို့ရတယ်เนาะ
ရာသီလာရဲ့အခြေဖတ်တွေပဲဆင်းနေပါဖြစ်တယ်လေဘာမှဖြစ်တတ်ဘူးเนาะအဲ့ဒါကြတော့ရာသီလာတာများလို့ပမာဏများလို့အတုံးခဲတွေပါလာတာဘာမှမဖြစ်တော့သွေးရနဲ့မှာတော့ဆိုရင်ရတယ်ကျမတို့ခန္ဓာကိုယ်ထဲမှာလေသွေးရနဲ့တော့မှာတော့ဆိုရင်ရတယ်အားစိတ်လေးတွေပြန်တောင်းလို့ရတယ်เนาะ miscarriage ဖြစ်ပြီးဘယ်လောက်ဆိုရင်လည်းပြန်ယူလို့ရပြီလေတဲ့သမီးအဲ့တုန်းကကိုဝင်ပြတ်ကြတဲ့အချိန်တုန်းကတဲ့အိမ်ကပုံမှန်ပဲလားတဲ့အိမ်ဘုံဝင်တာမျိုးတွေဖြစ်ခဲ့သေးလားเนาะဘာမှဆိုးရနောက်ဆက်တွဲဆိုးကျိုးတွေဘာမှမဖြစ်ခဲ့ဘူးဆိုရင်ကိုယ်ပြကြပြီးတော့တလားလောက်နားပြီးတော့လို့ရှိရင်ချက်ချင်းပြန်ယူလို့ရတယ်เนาะတကယ်လို့တိုင်ဘိုးဝင်တာမျိုးတွေဖြစ်ခဲ့လို့ရှိရင်တော့3လအနေ6လလောက်ထိနားပြီးတော့မှပဲပြန်ယူလို့ရတယ်เนาะဒီမှာအိုစီလားထွေတွေလားဆိုရင်ဒီမှာအထွေထွေယောဂကိုဆရာဝန်မှာပဲဒါပေမဲ့ဒီမှာဒီအမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့เนาะထပ်ပြီးတော့ဘွဲလွန်လာပြီးတော့တက်နေတယ်ဘွဲလွန်တက်တာလည်းပြီးတော့မယ်ပေါ့เนาะဒီမှာရဲ့ဘွဲလွန်မှာဒီကိုဝင်ပြတ်ကြတဲ့အမျိုးသမီးတွေထိုင်းနိုင်ငံကိုရောက်လာပြီးတော့ကိုဝင်ပြတ်ကြတဲ့အမျိုးသမီးတွေကိုသူတည်တနာလုပ်တာပေါ့နော်အဲ့တော့ဆိုမှအမျိုးသမီးယောဂတွေကိုပဲတည်သက်ပြောပြပေးရဲဆွေးနွေးပြပေးရဲဆရာဝန်ဖြစ်နေတာပေါ့နော် OG တော့မဟုတ်ပါဘူးလို့မြန်မာနိုင်ငံက OG ဆရာဝန်တော့မဟုတ်ပါဘူးလို့နော်လက်မောင်းနဲ့ပိုက်ထဲတာရာသီရတယ်2လတစ်ခါမလာတာဆိုရင်ရလားမဆိုရင်ရဘူးเนาะနောက်ပိုင်းကျလို့ရှိရင်လုံးဝမလာတော့တာမျိုးဖြစ်တတ်တယ်နော်မင်းနော်3လခန့်စေးထိုးပြီးတော့ဘယ်အချိန်မှာစေးတောက်ရမလဲဆိုတာလေညီမတို့3လခန့်စေးထိုးပြီးတော့3လပြည့်ရင်ပြန်ထိုးလို့ရက်ချိန်ပေးလိုက်တယ်မလားအဲ့ရက်ချိန်ပြည့်တဲ့နေ့မှာပြန်တောက်ရမယ်เนาะသမီးเนาะရက်ချိန်ပြည့်တဲ့နေ့မှာစေးပြန်တောက်ရမယ်ကိုဝင်တလားကျော်ကဘာမှလည်းစားလို့မရဘူးတဲ့အဲ့လိုမျိုးဖြစ်နေတာဆိုရင်ရလားတဲ့အဲ့ဒါဖြစ်တတ်ပါတယ်เนาะ1လခွဲ2လကျော်သွားလို့ရှိရင်လည်းပြန်ပြီးတော့စားလို့ရအောင်အတက်တယ်ကိုယ်ဆောင်မှာတက်လာတဲ့ဟော်မုန်းတွေကြောင့်ပါเนาะရာသီမလာတာ9လကျော်ပြီတဲ့စစ်ဆေးကြည့်ဖို့လိုတာပေါ့เนาะတချို့ကလည်းစိတ်ဖိစီးမှုတွေများနေတာအိမ်စားမဖန်တာတွေကြောင့်တိတက်မဲ့ရာသီမလာအောင်တခြားဘာယောဂမှမရှိရမျိုးတွေလည်းဖြစ်တတ်တယ်เนาะအမျိုးသားနဲ့အတူမနေရင်တားစေးမတောက်လဲရှာလာတယ်ရှာတယ်เนาะအမျိုးသားနဲ့အတူမနေရင်တားစေးတောက်ဆရာမလို့เนาะရာသီလာ15ရက်ကျော်ပဲဖြစ်တယ်လေအဲ့ဒါဆိုလို့ရှိရင်စမောပထမဆုံးအချက်ကစမောတို့ခန္ဓာကိုယ်ကသွေးစင်းနိုင်များသွားတဲ့အတွက်ကြောင့်မလို့သွေးရနေပြီးတော့ကျန်ခဲ့တတ်တယ်เนาะပြီးရခါကျတော့ဒီ15ရက်ကျော်အောင်စတိုက်ကြီးလာနေတာဘာအကြောင်းရင်းကြောင့်လာနေရလဲဆိုတာယောဂတွေရှာဖို့လိုတယ်เนาะဟော်မုန်းမညီများလို့လားဟော်မုန်းပြဿနာတွေလားဒါမှမဟုတ်လို့ရှိရင်တဲ့အိမ်မှာအသားလုံးတို့သွေးလုံးတို့ရှိအိတ်တို့ရှိနေလို့လားစစ်ဆေးကြည့်ဖို့လိုတယ်เนาะသမီးเนาะစမကိုဝင်က9လဆိုရင်ခလေးလှုပ်ပြီလားတဲ့သမီးလေးရတယ်မသိလှုပ်ပြီးဒါပေမဲ့တက်ဦးမှာဆိုလို့ရှိရင်တော့လေလှုပ်တာနောက်ကျတတ်တယ်เนาะသမီးเนาะစမရှင်နဲ့သမီးက2လပေါ့เนาะအဲ့ဒါစမအပေါ်မှာအများကြီးဖြစ်ပြီးသွားရင်เนาะဘာစိမမလိမ့်ရသေးဘူးစောင့်ကြည့်ရမယ်ရုပ်တရက်အကွက်ကကြီးလာရှောင်းတာရဲလာပြည်တယ်အားဖြစ်လာစောင့်ကြည့်ရမယ်เนาะကိုဝင်တလားကြော်ဘာမှစားလို့မရသေးတာလေအဲ့ဒါပုံမှန်ပဲအေးတာလေးတွေရွေးပြီးတော့တောင်း no အေးလေးတွေတို့ပြီးကြလို့ရှိရင်အသီးဖြော်ရည်အေးလေးတို့အဲ့လိုမျိုးလေးရွေးတောင်းတော့မင်းเนาะဘာမှမစားဘဲတော့မနေနဲ့တကူစားဝင်အောင်ကြိုးစားပြီးတော့စားเนาะ9လကျော်ပြီးတဲ့ကိုဝင်ကဘိုက်က9လကျော်ပြီးစီးကုန်တာတဲ့ညာဘက်ဆိုရင်နာနေညဘက်ဆိုရင်နာနေမတို့စီးပူဝင်တာမျိုးတွေဖြစ်မှာတော့ဆိုရင်လည်းရေမြမြတောက်ပြီးတော့တစ်ချက်အပူဇက်တွေမစားဘဲနဲ့ခရူးဆိုင်ကြည့်လိုက်အောင်အဲ့ဒါမှမသက်တာကိုပို့ဆိုးလာရဲဆိုရင်တော့စိတ်ယုံပြပြမယ်နော်เนาะရာသီလာပြီးတူတူနေကိုရနိုင်လားတဲ့ရာသီလာပြီးတဲ့ရက်ကနေပြီးတော့9ရက်ကျော်သွားလို့ရှိရင်တော့စိတ်မချရတော့ဘူးရာသီစလာတဲ့ရက်ကနေ9ရက်တွဲဆိုရင်တော့ကိုဝင်မရနိုင်ဖို့များတယ်เนาะကိုဝင်က34ပတ်ပါတယ်ခလေးကမလှဲ့သေးလို့ဆိုရင်ရလားတဲ့34ပတ်ဆိုရင်တော့လေအနေထားပြောင်းဖို့ခဲရင်သွားပြီးဒီအနေထားအတိုင်းပဲဖြစ်တတ်တယ်ပေါ့နော်9လခလေးလှုပ်ပြီးလားတဲ့လှုပ်တာများပါတယ်ဒါပေမဲ့တက်ဦးမှာဆိုလို့ရှိရင်တော့လှုပ်တာနောက်ကျတတ်တယ်နော်သမီးရတဲ့စေးထိုးတာ10နှစ်ရှိပြီ10နှစ်ရှိပြီဆိုတော့လေကိုဝင်မရနိုင်တော့ဘူးများတယ်ဘာလို့ဆိုထိုးစိတ်အာနိတရားစမတို့ခန္ဓာကိုယ်ထဲမှာလေချက်ချင်းမကုံသွားပဲနဲ့ကြာတတ်လို့နော်ခလေးလေးလာတဲ့စမရေးတဲ့စပင်းအရန်ကျွတ်လို့ဘာစိလဲရလဲစပင်းအရန်ကျွတ်တာမေမေရကျွတ်တာလားကျွတ်တာလားခလေးရကျွတ်မေမေရကျွတ်တာဆိုလို့ရှိရင်စမတို့မွေးပြီးတဲ့အချိန်မှာလေဟော်မုန်းအပြောင်းလဲတွေဖြစ်နေသေးတဲ့အတွက်ကြောင့်မို့လို့
စပင်းကျွတ်တာတွေအရင်ဖြစ်တယ်နော်အဲ့ဒါမိခင်တိုင်းပဲပြီးရင်ကျမတို့ hair tonic တွေတို့အဲ့လိုမျိုးစပင်းကိုပြန်ပြီးတော့ခေါင်းလျှော်ရည်တဲ့တာတွေနဲ့ glue site တာတို့အဲ့လိုမျိုးတွေလုပ်ပေးရင်းနဲ့လေအချိန်တော့ယူရတယ်တဖြည်းဖြည်းနဲ့တော့ပြန်ပြီးတော့ကောင်းလာပါလိမ့်မယ်နော်ဟိုချက်ချင်းတော့လေလိမ့်စေး hair coat တွေအဲ့လို hair care တွေအဲ့လိုမျိုးတစ်ခုခုလိမ့်လိုက်ပြီးတော့ချက်ချင်းပြောင်းသွားတာမျိုးမဖြစ်ဘူးနော်အဲ့ဒါတွေသုံးလဲလေဒီဟော်မုန်းပြဿနာတွေကြောင့်ဖြစ်နေတာဆိုတော့လေဟော်မုန်းတွေမတည်ငြိမ်သေးဘူးအဲ့ဒါဆိုလို့ရှိရင်မတက်တာနိုင်ဘူးเนาะအချိန်တစ်ခုစောင့်ရတယ်ဒီကြားထဲမှာလည်းတက်နိုင်တဲ့လောက်လေးကိုနဲ့တဲ့တဲ့ product လေးနဲ့ use ဆိုင်ပေါ့เนาะရာသီမလာတာ3လရှိပြီဘိုက်လည်းမကြည့်ဘူးဘာဖြစ်တတ်လဲတဲ့စိတ်စစ်တာတကြောင်ပဲပေါ်ရဲဆိုလို့ရှိရင်ကိုယ်မရှိဘူးဆိုရင်တခြားဘာမှမဖြစ်တတ်ဘူးဒါပေမဲ့ PCOS လိုမျိုးပေါ့เนาะတားဝအိမ်မှာရှိအိတ်တဲ့ယောဂမျိုးတွေတော့ဖြစ်နေလာတော့စစ်ကြည့်လို့တော့ရှာတယ်။တားဝအိမ်မှာရှိအိတ်တေးသေးလေးတွေတဲ့နေတဲ့ PCOS ယောဂတွေရှိလို့ရှိရင်လည်းရာသီမလာတာမျိုးဖြစ်တတ်တယ်နော်။မိမိကစပင်းကျွတ်တာလေကျမတို့အချိန်တစ်ခုစောင့်လိုက်ပါအောင်တော့တမင်တော့ဒီကြားထဲမှာကိုနဲ့တဲ့တဲ့ product လေးတွေခေါင်းလျှော်ရည်ပဲဖြစ်ဖြစ် conditioner ပဲဖြစ်ဖြစ် hair tonic ပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေတော့ use ဆိုင်ထားပေါ့ဟော်မုန်းအပြောင်းလဲတွေချောင်းလေဒီချိန်ရဖြစ်တတ်သေးရဲ့เนาะချက်ချင်းတက်တာချင်တာမျိုးကျမတို့မတက်နိုင်သေးဘူးပေါ့เนาะแต่အိမ်ခဏခဏအောင်တာဘာဖြစ်လို့လဲစမရေးတယ်แต่အိမ်ကအောင်တာလဲဟုတ်ချင်မှဟုတ်မှာတခါရရှင်မြန်မာလူမျိုးတွေကကျမတို့မိန်းကလေးတွေကแต่အိမ်အောင်တယ်လို့ပဲတတ်မှတ်လိုက်ကြတယ်ဘိုက်ကအောင်တာနဲ့လေแต่အိမ်အောင်တာလဲဖြစ်ချင်မှဖြစ်မှာအစာအိမ်ဥလန်းကြောင်းပြဿနာတွေလေထိုးလျောင်းပြဿနာတွေစီးအိမ်မှာပုံဝင်နေရမျိုးတွေလည်းဖြစ်တတ်တယ်เนาะဆေးတောက်လိုက်ဆေးထိုးလိုက်လုံနေကိုဝင်ရနိုင်လားဆိုတာလေမတို့ဟိုဟာတေချာတိတိကျကျပေါ့နော်တေချာတိတိကျကျဆေးထိုးတဲ့ရက်ပြည့်မှာတောက်ဆေးပြောင်းတောက်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကိုဝင်မရနိုင်ဘူးနော်ဆေးတောက်ပြီးတော့ဆေးတောက်ပြီးတော့လို့ရက်ပြည့်တာနဲ့ထိုးဆေးကိုဆက်ပြီးတော့ထိုးတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုဝင်မရနိုင်ဘူးနော်တချို့မင်းကလေးတွေအစမနာမလဲစမမနေရလေစမအခုချောင်းလာတက်နေတာအတိုင်းတိုင်းနဲ့မှာပါလက်မောင်းနဲ့ပိုက်ထည့်တာနှစ်မပြည့်သေးခင်ထုတ်လို့ရလားတဲ့ရတာပေါ့ထုတ်လို့ရတယ်နော်ကိုကြိုက်တဲ့ချိန်ထုတ်လို့ရတယ်ဒီဆေးအနည်းတင်ကိုမကြိုက်တော့လို့ပဲဖြစ်စေခလေးပြန်ယူခြင်းလို့ပဲဖြစ်စေထုတ်လို့ရတယ်နော်မဖြစ်မနေ3နှစ်ပြည့်တဲ့အထိ4နှစ်ပြည့်တဲ့အထိ5နှစ်ပြည့်တဲ့အထိထားစရာမလိုဘူးเนาะထုတ်လို့ရပါတယ်လို့3လကန်ဆေးထိုးထား1လပဲရှိသေးတယ်ရာသီလာရက်20ရှိပြီဘာဖြစ်နိုင်လဲဘာမှမဖြစ်တတ်ဘူးခန္ဓာကိုယ်မှာသွေးအားနေတာမျိုးလေးတော့ဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒါပုံမှန်ပဲဖြစ်လေးဖြစ်တာရှိရเนาะကျမတို့ဒီဆေးထဲမှာပါတဲ့ဟော်မုန်း progesterone ဟော်မုန်းအနည်းသေးကြောင့်เนาะနောက်စီးကနေဆိုတာခေါင်းကိုက်တာမျိုးပြောရလားကျမတို့အဲ့ဆိုရင်ခေါင်းတစ်ချက်ကိုက်တယ် migraine ယောဂတွေလည်းဖြစ်တတ်တယ်ခေါင်းအုံနေရမျိုးခေါင်းကိုက်တာမျိုးတွေလည်းဖြစ်တတ်တယ်เนาะဟိုခေါင်းတစ်ချက်ကိုက်နေလို့ရှင် migraine ဖြစ်မှာဆိုရတယ် migraine ဖြစ်တဲ့ယောဂဖြစ်မှာဆိုရတယ်เนาะခလေးမွေးပြီးဘယ်နှရက်နေဒါစိတ်ထိုးလို့ရလဲဆိုတော့မွေးပြီးရတဲ့ချက်ချင်းထိုးလို့ရတယ်ဘယ်နှရက်မှစောင့်စရာမလိုဘူးကိုယ်အစဉ်ပြည့်ရက်နေသွားထိုးလို့ရတယ်ရာသီပြန်လာတာစောင့်စရာမလိုဘူးเนาะချိန်လေးတော့ပြေးတော့မယ်ဒါပေမဲ့ရသလောက်ဖြည့်ပေးအောင်မယ်เนาะအချိန်ပြည့်သွားလို့တကယ်လို့သူကတနာရီပဲလက်ခံတာဆိုတော့ပြည့်သွားလို့ရှိရင်ဒီမှာရက်လိုက်လို့ရှိရင်အောက်ကဗီဒီယိုလေးတွေတို့ဒီမှာပြန်တင်ထားဗီဒီယိုလေးတို့အရင်နေ့ကဖြည့်ပေးထားဗီဒီယိုလေးတွေတို့အဲ့အောက်မှာ comment လေးဆက်ပြီးအောင်မေးလို့ရတယ်เนาะအရေးကြီးရဟာလေးရာသီမလာတာ2လရှိပြီစစ်တော့လည်းတကြောင်ပေါ်တယ်ပေါ်စေးထိုးရင်အဆင်ပြေလာတယ်ပေါ်စေးထိုးကြမလို့ဘူးเนาะစိတ်ပြေစီမှုများနေတာအစားတော့အိတ်တာစားတာမမှန်တာမျိုးတွေဆိုလို့ရှိရင်လည်းရာသီမလာတာမျိုးဖြစ်တတ်တယ်ပေါ်စေးထိုးလို့ရာသီလာတာအဲ့ဒါရာသီတကယ်လာတာမဟုတ်ဘူးဒီဆေးထိုးလိုက်တဲ့ဆေးအနည်းတင်ကြောင့်တအိမ်နဲ့ရန်တုံ့ပြန်ပြီးတော့ရာသီလာတာခန္ဓာကိုယ်ကဟော်မုန်းတွေကပုံမှန်လဲပတ်ပြီးတော့ရာသီလာတာမဟုတ်ဘူးเนาะအဲ့တော့ဘာမှထိုးစရာမလိုဘူးလို့เนาะကိုဝင်ထပ်ယူရင်ထပ်ဖြစ်နိုင်လားတဲ့ miscarriage ဖြစ်ပြီးတော့ကိုဝင်ထပ်ယူရင်ထပ်ဖြစ်နိုင်လားလေကတ်တရားပေါ်ပဲမူတည်ရယ်เนาะကျမတို့အရင်ကခဏ3ချိန်ထပ်ပြီးတော့စတိုင်ကိုဝင်ပြတ်ကြနေရဆိုလို့ရှိရင်တော့မိခင်နဲ့ဖခင်ရဲ့ပေါ့เนาะရိုးဗီဇာတွေကိုပါစစ်လို့ရတယ်။ဘာပြဿနာရှိနေလဲဆိုတော့ဒါပေမဲ့တစ်ခေါက်ကိုဝင်ပြတ်ကြလို့နောက်ကိုဝင်မှာကျင်းနေပါကိုဝင်ပြတ်ကြမယ်အဲ့လိုမျိုးတော့မဟုတ်ဘူးเนาะဘိုင်းကတစ်ချက်ပူနေတယ်တဲ့ဘာဖြစ်တတ်လဲတဲ့ဦးလန်းကြောင်းပြဿနာတွေဖြစ်တတ်ပါတယ်လို့เนาะ
ရာသီလာပြီးတော့ယောက်ျားနဲ့လူတွေကအဲ့ဆေးတစ်ပတ်လောက်မတော့ဖြစ်ကိုဝင်ရနိုင်လားတဲ့ရာသီစလာတဲ့ရက်ကနေပြီးတော့9ရက်လောက်အတွင်းရကြတော့ကိုဝင်မရနိုင်ဘူးเนาะသမီးเนาะအဲ့9ရက်ကျော်သွားတယ်ဆိုလို့ရှိရင်เนาะကျမတို့ကိုဝင်ရနိုင်ခြင်းအပြန်ပြီးတော့ရှိလာပြီပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကွန်မန့်လေးတော်တော်များများလဲဒီမှာဖြည့်ပေးပြီးသွားပြီဒီဘက်မှာလည်းတက်ကြွလာပြီးတော့ပေါ့နော်ဆွေးနွေးပေးကြလို့ကျေးဇူးများတင်ပါတယ်ဒီမှာဖြည့်ပေးရတာအများကြီးဝမ်းသာပါတယ်လို့နော်နောက်ဘက်တွေလည်းတက်နိုင်တဲ့လောက်ပြန်ဆောင်ကြမယ်နော်တကယ်လို့ထပ်ပြီးတော့မေးချင်တာလေးရှိလို့ရှိရင်ဒီမှာကိုကွန်မန့်လေးတွေရေးပြီးတော့လာမေးလို့လည်းရတယ်နော်ဒီနေ့တော့ဒီလောက်နဲ့ပဲနားပြရစီဒီမှာလည်းအရင်ကြီးနေမကောင်းလို့ပါနော်ဒီရက်တိုင်းပါနောက်ဆုံးမေးခွန်းလေးတစ်ခုဖြည့်ပေးမယ်နော်ဒါစင်းနဲ့ပတ်သက်တာမို့လို့တဲ့အိမ်ထဲကို10နှစ်ခံပိုက်တဲ့တာဘယ်လောက်ဆိုပြန်ထုတ်တင်လဲတဲ့ကိုကြိုက်တဲ့အချိန်ထုတ်လို့ရတယ်เนาะကိုထုတ်ချင်ပြီဆိုတဲ့အချိန်ထုတ်လို့ရတယ်အဲ့ဒါကိုရဲ့ဆုံးဖြတ်ပိုင်းခွင့်ကိုရဲ့ရပိုင်းခွင့်ကိုရဲ့ right เนาะခလေးပြန်ယူချင်ပြီဆိုလဲထုတ်လို့ရတယ်ဒီအာယူဒီကိုမကြိုက်တော့ဘူးဆိုလို့ရှိရင်လည်းထုတ်လို့ရတယ်ကိုကြိုက်တဲ့အချိန်ပြန်ထုတ်လို့ရတယ်ကျိတ်တွေပေါင်း10နှစ်အထိထားကြမလို့ဘူးလို့เนาะဟုတ်ပါပြီအဲ့ဆို good night ပါเนาะကျွန်တော်နောက်ဘက်ပြန်တွေ့ကြပါမယ်เนาะ